မြတ်စွာဘုရားရှင်ကိုရောမြတ်ဓမ္မစကြာတရားဟောဖို့ဘုန်းကြီးများပထမပိုင်းမှာပြောခဲ့တယ်လို့ပါပဲဘုရားရှင်သည်ကတန္တုကဟံပထမံဓမ္မံတတေယံယောဣမံဓမ္မံခိဗ္ဗမေဝအာဇာနိတတိကတန္တုကဟံပထမံဓမ္မံတတေယံငါဘုရားရှင်ကိုရောမြတ်သည်ကတန္တုခောဘဒုအားပထမံရှိဥစွာဓမ္မံတရားတော်မြတ်ကိုဒေသေတိဓမ္မံတရားတော်မြတ်ကိုဒေသေယံဟောရပါမူကားကောင်းလေးစွာကောဘသူသည်ဣမံဓမ္မံဤတရားတော်မြတ်ကိုငါဘုရားရှင်ခက်ခဲသိထားတဲ့တရားတော်မြတ်ကိုခိဗ္ဗမေဝမြင်သာလျင်အာဇာနိတတိသိနိုင်လက်တနေသိပါမလဲဆိုတော့အာလာရလည်းခန္ဓာဝင်ရွှေ့ပြောင်းပြီးတော့အာကိဉ္စဉ္ညာယရဏဘုံရောက်ပါတယ်အရူပ၄ဘုံတွေကတဘုံပေါ့နောက်တစ်ခုကတော့အာလာရလည်းပြီးရောဥရကကိုအဲ့ဒီအာလာရဥရကတို့ရှိမှဘုရားရှင်ကိုရောမြတ်သည်သမထနဲ့ပတ္တတာတွေကိုနီးခံဘူးပါတယ်။ကြောင့်မြတ်စွာဘုရားရှင်ဒီသမထနဲ့ပတ်သက်ရင်ဆရာရှိခဲ့ဘူးတဲ့ဘုရားအလောင်းဝိပဿနာဉာဏ်မှာတော့ဘုရားရှင်တပ္ပညုတဉာဏ်ကိုပါရမီနဲ့ကိုရပါတယ်။ဒီတော့အဲ့ဒီအာလာရကောဥရကရောနှစ်ဦးလုံးဒီလောကကြီးထဲမှာမရှိတော့ဘူး။ဥရကကြီးကလည်းနေဝတဉ္ညာနာတဉ္ညာယရဏဘုံကိုရောက်သွားတယ်။ဒီပုဂ္ဂိုလ်တွေကသုဂရိဘုံကိုရောက်သွားတာဖြစ်ပါတယ်။သုဂရိဘုံမှာတော့မှဘဝကလို့ခေါ်တဲ့ဘုံထုတ်ဘုံများကိုရောက်သွားတယ်အဲ့လိုရောက်သွားတဲ့ပုဂ္ဂိုလ်တွေကိုဘုရားရှင်ကမဟာဇဏီယောကောဥဒကောဓမ္မဗုဒ္ဓောသစေဟိသောဣမံဓမ္မံသူနေယခိဗ္ဗမေဝအာဇာနေယမဟာဇဏီယောကြီးကျယ်ရှုံးလေးစွာတကားဥဒကောဓမ္မဗုဒ္ဓောရာမယသဥဒကတိမဟာဇဏီယောကြီးကျယ်ရှုံးလေးစွာတကားရှုံးလေးစွာတကားသစေကရေသောထိုပုဂ္ဂိုလ်သည်ဣမံဓမ္မံငါဘုရားရှင်ဟောမဲ့ဒီတရားဟုဖြစ်တဲ့ဓမ္မစကြာတရားကိုသူနေရာနာကြားနိုင်ရမယ်နာကြားခွင့်ရမယ်ဆိုရင်ခိဗ္ဗမေဝအာဇာနေယလွယ်ကူမြင်ထက်သိလိမ့်မယ်သိကောင်းတဲ့ပါဠိလေးဗျာဒီဥရကကြီးဟာအကယ်၍များငါဘုရားရှင်ဟောမယ်ဒီတရားဥကိုများသူတို့စတင်ပြီးနာကြားခွင့်ရရင်အရင်ဦးဆုံးတရားသိမဲ့ပုဂ္ဂိုလ်တွေတဲ့အခုတော့သူတို့နာကြားခွင့်မရဘူးမရတာကဘုရားရှင်လည်းပွင့်ရောသူတို့လည်းခန္ဓာရွှေ့ပြောင်းသွားလို့ပါမနာပဲနဲ့မရတာမဟုတ်ပဲနဲ့နာခွင့်မရတာတော့တရားနှစ်မျိုးရှိလာပါပြီတချို့ကတရားတွေကိုနာခွင့်မရလို့ကိုမသိတာသူတို့သိနိုင်တော့တဲ့အင်အားတွေသူတို့မှရှိတယ်ဒါသူတို့ကနာခွင့်မရဘူးတချို့ကနာခွင့်ရနေတယ်ကျင့်သုံးခွင့်မရလို့ကျင့်သုံးဖို့အချိန်မရဘူးကျင့်ဖို့မပါလာလို့သူတို့မရဘူးအဲ့ဒီလိုမျိုးရှိတဲ့ထဲမှာသူတို့ကနာလဲနာမယ်ကျင့်လဲကျင့်မယ်ပုံကိုယ်တွေသို့တော့သူတို့မှအခွင့်အလမ်းမရဘူးဒါတော်တော်လေးအောင်စရာ don't slip your good fortune ဆိုတာဒါပြောတာပဲသူတို့မှတကယ်ကို chance တော့မ opportunity တော့မသူတို့ရဲ့ fortune တွေ good fortune မရှိဘူးကံကြမ္မာခွန်လန်းနဲသွားဒီတော့မှဒုတိယအချင်းမြတ်စွာဘုရားရှင်ကကတ္တနုကောဟံပရမဓမ္မံတေတင်ယံကောဣမံဓမ္မံခိဗ္ဗမေဝအာဇာနိတတိလို့ဆိုပြီးတော့ဘူကာရခောမေဘိက္ခဝေဘူကာရခောမေပိစဝဂိယဘိက္ခုယေမံပါပရဏပဟိတတံဥပါဒိန်တုမြတ်စွာဘုရားရှင်ဥရဝေလတောဝနာမှာဗရဏစရိယဒုက္ခရစရိယ6နှစ်ကျင့်သုံးနေတဲ့အခါမှာပိစဝဂိ9ဦးကလှုပ်ကြွေးခဲ့လို့အဲ့ဒီပုဂ္ဂိုလ်ကြီးကျေးဇူးများတယ်ဒါလို့ဆိုရင်သူတို့ငါဟောမယ်တို့ဘုန်းကြီးတို့တရားဟောတဲ့အခါမှာ2မျိုးရှိပါတယ်တစ်ခုကတရားကိုမြင်ထက်သိမဲ့ပုဂ္ဂိုလ်ကိုဟောရပါတယ်နောက်တစ်ခုကကိုယ့်ဘောကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ကိုဟောရပါတယ်ဒါတော့ကျေးဇူးကြတဲ့ဘဟုကာရကျေးဇူးများတဲ့ပုဂ္ဂိုလ်ဟောမယ်ဆိုပြီးမြတ်စွာဘုရားရှင်အဲ့ဒီပိစဝဂိတို့နေထိုင်ရာသူတို့ခုပမာနေကြလေကဟန္နုခောဣဒရိပိစဝဂိယဘိက္ခုဝိဟရန္တိဣဒရိယခုခန္ဓာပိစဝဂိယဘိက္ခုပိစဝဂိ9ခုအစုနေတိုင်းကြတယ်အဲ့ဒီယဟန်တော်တို့သည်ကဟန္နုခောဝိဟရန္တိဘယ်မှာနေထိုင်တဲ့တုံးကြပါသလဲဆိုတော့မိဂဒုံမိဂရာယုံမိဂရုံလို့ဒီလိုရေးကြပါတယ်ဣတိပရဏဒေါမှာသူတို့နေထိုင်တဲ့ဗာရဏသီကိုကြွရမယ်ဒါနဲ့မြတ်စွာဘုရားရှင်ကဥရဝေလတော်မှာမွေးလျော်ပြီးတော့ဗာရဏသီမိဂရာဝံဣတိပရဏတော်ကိုဘုရားရှင်ဣတိဆိုရယသိပဲပတ္တနာအဆင်းတာမိဂဒါယေတမင်တို့အားဘေးမဲ့ပေးတယ်အဲ့ဒီမှာတမင်နေဆိုရင်မပြည့်ရဘူးမတတ်ဘူးဒါကိုမိဂရာဝံလို့ခေါ်ပါတယ်မိဂဒါယမိဂကတမင်ဒါယကဘေးတာဘေးမဲ့ပေးတာတော့ white park ပေါ့ဗျာ national park တွေ white park တွေဒါပါပဲမြတ်စွာဘုရားလက်ထက်ကစခဲ့တာပဲသားသမင်တွေဘေးမဲ့ပေးတာ
အဲ့ဒီမှာဘုရားရှင်ကကြွတော့လမ်းမှာဥပကနဲ့တွေ့တယ်တောင်တစ်ခါတရံကြလို့ရှိရင်ဥဖျားတော့တွေ့တာပဲနောက်မှကျွတ်တန်းဝင်တဲ့ပုံကိုလည်းရှိတယ်ဒါလေးတွေကဓမ္မစကြာနေတန်းမှာဘုန်းကြီးတို့ထည့်ပါတယ်အာရတကောဥပကောအာဇီဝကောဘဂဝနံအန္တရာစကယံအန္တရာစဘောဓိအရဏမကပရိပန္နဒိဋ္ဌဝနဘဂဝနံဣဒဒောဇဥပကောအာဇီဝကောဥပကအာဇီဝကအကြီးကဘဂဝနံဘုရားရှင်ကိုရောမြတ်ကိုအန္တရာစကယံအန္တရာစဘောဓိဘောဓိမဟာဘောဓိမန္တိုင်းနဲ့ဂယာတောအုပ်ရဲ့ဂျမ်းမှာအရတခောဘုရားရှင်ကိုတွေ့ပြီတဘုရားရှင်နဲ့ရင်ဆိုင်တွေ့တဲ့ခါကျတော့မြတ်စွာဘုရားရှင်ကိုဝိပဿနာနိခောတိအာဟုသောကာယအိန္ဒြိယနိပရိသုဒ္ဓောသဝိဝန္နောပရိယောဓာတောအာဟုသောငါရှင်တဲ့တိသိအိန္ဒြိယနိအိန္ဒြိတွေကဝိပဿနာနိကြည်လင်လိုက်လားတဲ့ဟာအစဉ်ရှင်ဘုရားရဲ့အသားကြီးကောင်းလိုက်လားအိန္ဒြိတွေလည်းကြည်လင်လိုက်တာတဲ့ကတ္တံကံတိတံအာဟုသောဥဒိတပပ္ပစိတ်တော်ဘယ်လိုပုဂ္ဂိုလ်များဆရာတင်ပြီးဘုန်းကြီးဝတ်ခဲ့တာလဲရမ်းပြုတ်ခဲ့တာလဲပပ္ပဇဆိုတဲ့ကလုံးစသုံးပါတယ်အာဟုသောငါရှင်တွန်တင်သည်ကံတိအဘသူကိုဥဒိတရည်ရွယ်ပပ္ပစိတ်တော်ယသိယံပြုတ်ခဲ့တာတော့နဲ့ပပ္ပဇကောဝါတေတ္ထသိရင်ဆရာဘယ်လိုတော့ကတ္တဝါတွန်ဓမ္မရောစေသည်ဘယ်လိုတရားမျိုးကိုနှစ်သက်ပါလဲဟာကောင်းလိုက်တဲ့မေကုံရတွေ့တဲ့ရမ်းမကြည်ညို့နော်အဲ့တော့ဒီနေ့တရားဓမ္မတွေတို့ဓမ္မဝန်တော်ဝင်းတို့သွားခြင်းရသွားထူးခြားခြားတော့တွေ့လိုက်ပါတယ်အိန္ဒိယလေးကကြည်လင်လာဖြစ်ချင်းကြောင့်ချောမောနေတာတချို့ဆရာတော်တွေကလေအသားလေးကိုဝင်းပြီးအတန်လေးရလည်းကောင်းရုပ်ကလေးရလည်းချောအဲ့လိုချောချောမောမောလှလှပပရှိပါတယ်ရှိတတ်ပါတယ်ခုဒီမှာမြတ်စွာဘုရားနဲ့အာဇီဝကဥပကကြီးနဲ့တွေ့ပါတယ်ဘုန်းကြီးတို့ဒီဥပကနဲ့မဆာဝါကြောင့်ဘုန်းကြီးတို့မဟောဘူးသေးပါဘူးငယ်တုန်းကတော့ရဘူးပါတယ်ဆာဝါပြူယူဇနာပန်းရဲ့ကြောင့်ဇရာအိုဥပကယံမှာကွယ်လူဘုံကိုရဲ့လူဘဝကိုလည်းမြန်းရရှာဆိုပြီးတော့ရှေ့ရစာသားလေးတွေပေါ့ဗျာအဲ့ကညာပြူယူဇနာပန်းရဲ့ကြောင့်ဇရာအိုဥပကယံမှာဆိုပြီးတော့ကညာအိုနဲ့ဇရာအိုဆိုပြီးကညာပြူနဲ့ဇရာအိုဆိုပြီးတော့ဘုရားကတော့ကော်ဂျင်နေဝင်းနဲ့အဲ့လိုမျိုးရိုက်သွားတာရှိပါတယ်ဗျာနော်ကညာအိုနဲ့ကညာပြူနဲ့ဇရာအိုအခုဒီမှာလဲကညာပြူနဲ့ဇရာအိုဖြစ်ပါတော့မယ်ဥပကကြီးကအာဇီဝကတကရုံကြီးပါအဲ့ဒါမြတ်စွာဘုရားရှင်ကိုတွေ့ပါတယ်တွေ့ရခါကျတော့ငါရှင်တဲ့မင်းရဲ့အိမ်ကြီးကြည်လင်လိုက်တာတဲ့အသားရည်ရည်စင်းကြီးကောင်းလိုက်တာတဲ့ဘသူကိုများဆရာပြုရရမ်းပြုခဲ့တာလဲတင့်ဆရာကဘယ်လိုလဲဘယ်လိုတရားကိုနှစ်သက်လဲတဘုရားကသူမဟုတ်ဘူးဗျတဗ္ဗဗိဗုသဗ္ဗဝိတုဟမသမိတဗေတုဓမေတုအနုပါလိတ်တောသဗ္ဗံသောတနခယဝိမုတ်တောတယံဘိညာယကမုဒ္တိတေယံဟာငါဘုရားရှင်ကတဏှာတွေအလုံးကုန်ပြီးပြီဒါကြောင့်ဘဂဝါဇိနရှင်သည်တဏှာရှိသမျှစံတော်မူသည်ဆိုအဲ့ဒါပြောတာတနခယောတဲ့ဝိမုတ်တောတဏှာတွေအလုံးကင်းစင်ပြီးသားဖြစ်ခြင်းကြောင့်တရားတွေမှာဓမ္မယုံဥပါဒနာခန္ဓာတွေမှာအနုပါလိတ်တောကန့်ညင်ရင်မရှိတော့ဘူးတဲ့အဲ့တော့ငါဘုရားတရားတွေကိုကိုယ့်ကိုသိတာတဲ့ငါဒီလိုပုဂ္ဂိုလ်မျိုးကဘသူသွားပြီးရောဩဒိတကံဘယ်လိုပုဂ္ဂိုလ်မျိုးကိုဩဒိတဉာဏ်ဆရာတင်ရမှာလဲတဲ့နာမေအစရိယောအတ္တိငါမှဆရာမရှိဘူးတဲ့မရှိဘူးတတ်တာမရှိဘူးနာမေအစရိယောအတ္တိသတိသောမေနဝိဇ္ဇတိငါနဲ့တူတဲ့ပုဂ္ဂိုလ်လည်းလောကမှာမရှိပါဘူးတဲ့ဘုရားကနာမေအစရိယောအတ္တိသတိသောမေနဝိဇ္ဇတိသဒေဝကသမိန်လောကသမိန်နတ္တိမေပฏิပုဂ္ဂလောအာစရိယောမေငါအာစရိယောဆရာတိနာတိမရှိပါမင်းငါနဲ့တတိတော်တူသောပုဂ္ဂိုလ်လည်းနဝိဇ္ဇတိမရှိဘူးတတိယကသမိန်လောကသမိန်နဲ့လူပြမလောကရဲ့အတွင်းမှာမင်းငါဘုရားရှင်နဲ့ပရိပုဂ္ဂလောဖတ်ပြင်းရင်ဆိုင်တုပြိုင်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာနတ်တွေမရှိဘူးအဟံစအရဟလောကေစသုံးပါဗျာအဟံတတ္ထာအနုတ္တရောဧကောမိသမ္မာသမ္ဗုဒ္ဓောသီတိဘုဒ္ဓောသမိနေဗုဒ္ဓောဒါမြတ်စွာဘုရားရှင်နှုတ်ကထွက်တဲ့စကားလုံးတွေမလို့ဘုန်းကြီးများကုသိုလ်တရားလဲပွားအောင်ရွတ်ဖတ်ပေးတာပါလောကီလောကကြီးမှာငါသည်သာလင်အရဟအရဟကိရိတာနှောင်ကွက်တွေအကန့်ကွက်တွေမရှိဘူးစိတ်ကိုယ်ရမရှိဘူးကိရိတာတွေတတ်ထားပြီးတဲ့ပုဂ္ဂိုလ်အဟံတတ္ထာအနုတ္တရောအတုမရှိတဲ့ဆရာတဲ့ဧကုံမိသမ္မာသမ္ဗုဒ္ဓောတစ္ဆာလေးတန်ဓမ္မမန်တွေကိုကိုယ်တိုင်နဲ့သိတယ်သူများကိုဟောနိုင်တဲ့ဆရာတဆူပဲတိတိဘုဒ္ဓောသမိနေဘုဒ္ဓောညင်းအေးတဲ့နိဗ္ဗာန်ကိုအာယုံပြုပြီးသားပုဂ္ဂိုလ်တဲ့တန်ဘာမလို့ဘယ်သွားမလို့လဲမေးကြရှိလို့ဓမ္မစကံဘဝတေတုံကိစ္ဆာမိကာသိနံပုရံအန္တိဗုဒ္ဓသမိန်လောကသမိန်အာဟင်စံအမတဒုံတုပဲဒီကနေ့ဆရာဓမ္မစရိဆရာဥက္ကောသန္လာကလည်းထူးရိပ်သာကနေထူးရိပ်သာဓမ္မသာလာကနေပိဋ္ဌော်တွေဓမ္မစကြာတွေအနတ္တလက္ခဏာတွေတရားဆွေးတွေညွှန်းလိုက်တယ်လို့ဒီလိုပြောမှာဗျာမြတ်စွာဘုရားရှင်ကဓမ္မစကံဓမ္မစကြာတရားဒေသနာတော်တရားဆွေးကြီးကိုလဲဖို့ဘုဒ္ဓတေတုံလဲစေဖို့ကာသိနံပုရံကာသိတန်ရဲ့မြို့တော်ရန်ကုန်မြို့တော်ရဲ့ထူးရိပ်သာ
ကာသိနံဘုရားကာသိတိုင်းရဲ့မြို့တော်ကိုကိစ္ဆာမိသွားမလို့အန္တိဗုဒ္ဓသမင်လောကသမင်လောကကြီးရလေမှောင်ပိမ့်ပြီးဒီနေရာမှာမှောင်ပိမ့်နေဆိုတော့နားတွေကိုပိတ်ဆို့ထားတာနဖာကြီးတွေဖြစ်နေတဲ့နားတွေအဲ့ဒီနားတွေမှာဒေါသနဖာကြီးတွေလောဘမဟာနဖာကြီးတွေမောဟနဖာကြီးဒိဋ္ဌိမဟာနဖာကြီးတွေမာနနဖာကြီးတွေအဲ့ဒါတွေပြည့်နေတဲ့ပုံကိုယ်တွေကိုလေနားကြီးပွန့်ထွက်သွားအောင်အမတဒုံတုပိန်အမြိုက်နိဗ္ဗာန်ဆွေကြီးကိုအာယံဆန်တီးမလို့တဲ့မဟာဆွေကြီးတီးမလို့အမြိုက်နိဗ္ဗာန်ဆွေကြီးတီးမလို့ဒီနေရာကနေဘယ်နေရာကလဲကာတိတိုင်းရဲ့မြို့တော့ပါရဏတိဘနာရိစ်ဓမ္မစကံဘောတေတုံကိစ္ဆာမိကာတိနံပုရံအနိဗုဒ္ဓသမင်လောကသမိန်အာယံဆန်အမတဒုံတုပိန်အငါဘုရားရှင်ကိုတော်မြတ်သည်ကာတိနံပုရံကာတိတိုင်းရဲ့မြို့တော်ဗာရဏသီရွှေမြို့တော်သို့ကိစ္ဆာမိသွားပါမယ်ဘာလို့သွားမှလဲဆိုတော့ဓမ္မစကံဘောတေတုံဓမ္မစကြာတရားကိုဟောကြားဖို့အနိဗ္ဗုဒ္ဓသမင်လောကသမင်ဟာဒီလောကကြီးကအမိုက်တိုက်ကြီးပါကိလေသာတွေမှောင်ပိန်းနေတဲ့နားတွေပိတ်ဆို့နေတယ်အဲ့ဒီနားတွေပွင့်သွားရအောင်အမတဒုံတို့ပဲအမြိတ်နိဗ္ဗာန်စီကြီးကိုမသေးမဲ့စီကြီးကိုဒီတရားသာနေကြရင်လူတွေမသေးတော့ဘူးမှန်တယ်ဒီတရားဓမ္မသာနေကြရင်လူတွေမသေးတော့ဘူးသေခြင်းကင်းရာနိဗ္ဗာန်ကိုညွန်ပြနေတဲ့ဓမ္မစီကြီးကိုအာယံဆန်စောတိမလို့ပါမာရိသာဝေဇိနဝန္တိယေပတ္တအာတဝခယံအဲ့ဒါမဲ့ तू လည်းနော်ယထာဂေါတံအာဟုသောပဋိဇာနာတိအရဟတိအနန္တဇိနောတိရှင်ဘုရားတဲ့အရှင်ဘုရားပြောလိုက်တဲ့အရဟဆိုတဲ့ဂုံရဲ့ဇိနဆိုတဲ့ဂုံရဲ့အနန္တဇိနအမ तू ကပါဠိလေးတောင်ဖြည့်လိုက်သေးတယ်ဘုရားရှင်ကဇိနလို့ဆိုတော့ तू ကအနန္တဇိနအဲ့ဒါအကေမြာဘုရားတွေတည်ခြင်းလေအနန္တဇိနဇေတိတို့တဲ့အဲ့ဒါဘုရားရှင်အစဆုံးသုံးလိုက်တဲ့စကားလုံးပဲအနန္တဇိနဩအရှင်ဘုရားဟုတ်လောက်တယ်ဟုပေယဟုသောအာဟုသောငါရှင်တဲ့ဟုပေယခေါင်းလေးဆက်သီတံဩကံပဲတော့ခေါင်းလေးညှိပြီးတော့လမ်းလေးအသာလေးတိမ့်ပြလိုက်တယ်အဲ့ဒီမြတ်စွာဘုရားရှင်နဲ့တစ်ချိန်တွေ့ပြီးတော့ခေါင်းလေးညှိပြီးလမ်းလေးတိမ့်ပြလိုက်တယ်အရှင်ဘုရားတဲ့နောင်များလေအရှင်ဘုရားနဲ့တပည့်နဲ့မဲသူကအခုလိုမိတ်ဆွေတော့ဗျာကျွန်တော်ကလေကျမဟိုထူးရခဲ့မှုပါဟုတ်လားနော်ရံရောက်လို့ရှိရင်အကူကြီးလိုပြောပါနော်ကျမတို့တာတယ်လို့ပြောကြတယ်ပေါ့ဗျာဘုန်းကြီးကဓမ္မစရိဆရာတော်ပါအရှင်ဘုရားကြွပါအဲ့လိုလေးပရိသန္တာရလုပ်ခဲ့တယ်သူကလည်းဂေါရမတဲ့ရှင်မယားကလည်းအကူကြီးလိုရင်သူ့ကိုဖုံးဆက်လိုက်ပါဗျာခေတ်စကားနဲ့ပြောရင်မြတ်စွာဘုရားကလည်းဟုတ်ပြီဆိုပြီးတော့တယောက်တည်းသူတို့ပရိသန္တာလုပ်ခဲ့တယ်တပားနဲ့တပားပေါ့နောက်တစ်ချိန်မှာခုနကဘုန်းကြီးပြောတဲ့အတိုင်းပဲစာဝါဆိုတဲ့ကောင်မလေးနဲ့စာပါဆိုတဲ့မုတ်ဆိုးသမီးနဲ့အဲ့ဒီဥပကကြီးအိမ်အောင်ကြပြီးဟိုကဘုန်းကြီးဒါလေးဆောက်ရှောက်ပြောရင်ကညာပြိုနဲ့ဇရာဥဒ္ဒဟောမှာရမယ်မြာကျိုးလင်းစိန်ပခက်ကဲနဲ့ဆက်ပါတော့သားရွှေစင်ပျော်ရောင်းငယ်မာယာနဲ့ဓမ္မနိဆရာတော့ဆက်သွားတာပါဥပကကြီးမွေးတဲ့ကလေးလေးကိုစာဝါကစာပါအဲ့ဥစားတဲ့နာမည်လေးအများကြီးအဲ့ဒီဒေါစာဝါဒေါစာပါကြီးကရွဲ့တယ်ပေါ့ဗျာအမေသာထန်းဘုန်းကြီးလူတွက်ယဟန်လူတွက်မပြည့်ချက်ပေါ့ခင်ဗျားတို့ပြောတယ်ယဟန်လူတွက်ဘာမှအသုံးမတည့်ဆိုပြီးတော့သူ့သားလေးကိုသူ့သားချော်တေးလေးကိုခုနရွဲ့ပြီးဆိုတာမြာကျိုးလင်းစိန်ပခက်ကဲနဲ့ဆက်ပါတော့သားရွှေစင်ပျော်ရောင်းငယ်မာယာနဲ့မင်းအဖေးဓမ္မနောက်ပိတ်ခွေးစရင်ရွဲ့တာပေါ့ဗျာမင်းငါ့ကိုမရွဲ့နဲ့နော်ငါမှအနန္တဇိနဲ့ငါမိတ်ဆွေရှိတယ်ငါမိတ်ဆွေတလောကလုံးမှာအကောင်းဆုံးပုဂ္ဂိုလ်သွားလိုက်ပါလားသူတို့အပြိုလေးချောလေးကိုဒီအသက်60 90 80ကြီးမပြည့်ရနိုင်ဘူးထင်ပြီးတော့သွားပြီးတော့ယောက်ျားတွေကိုအမျိုးသမီးတွေကမန်သွားတင်းလိုက်တာအဲ့ဒီသားမင်းတွေကိုထားပြီးတောထွက်သွားပြီးမြတ်စွာဘုရားရှင်ထံအနန္တဇိနဗမာလဲဆိုပြီးတော့ဇေတဝင်ကျောင်းမှာရောက်တုံးအဲ့ဒါတရားဟောတော့အနာဂံကြီးတီးပြီးတော့မှဟိုသုဒ္ဓဝါဒပုံရောက်အဲ့ဒီမှာယဟန္တာဖြစ်သွားပါတယ်ဗျာနော်ကဒါဒါစကားညက်အဲ့ဒီဥပကကြီးမြတ်စွာဘုရားနဲ့တွေ့ခဲ့လိုက်တဲ့ဥပကကြီးနော်လူထွက်သွားတယ်နော်လူထွက်သွားပြီးတော့မိမရကလေးမွေးတယ်အဲ့ဒီကလေးကအဲ့ဒီသူ့ရဲ့ဥပကရဲ့သားရောဥပကရဲ့မိမရောနှစ်ဦးလုံးယဟန္တာဖြစ်တယ်ဗျာပေါ်သေးမထင်နဲ့တောင်ဘုရားနဲ့သူတော်ကောင်းတယောက်နဲ့ညကဘုန်းကြီးတို့ပြောခဲ့ပါတယ်တကိဒေဝသုဒ္ဓသောမသဗ္ဗေဟောတိသမဂံဘောသာသင်္ကသာနံသင်္ကတိပါဠိတိနာသဗ္ဗိဘုသံဃမောညကဟောခဲ့ပါတယ်သူတော်ကောင်းတို့နဲ့တစ်ချိန်လေးပဲတွေ့လိုက်ရတာတကိဒေဝသုဒ္ဓသောမသဗ္ဗေဟောတိသမဂံဘောသာနံသင်္ကတိပါဠိတိနာသဗ္ဗိဘုသံဃမောမဟာသုဒ္ဓသောသုဒ္ဓသောမမသုဒ္ဓသောမမင်းကြီးတကိဒေဝတစ်ချိန်သားလဲသဗ္ဗိသူတော်ကောင်းတို့နှင့်သမဂံမောပေါင်းဖော်ရခြင်းလဲအဋ္ဌိရှိပါ၏သာသင်္ကတိထိုသူတော်ကောင်းတွေနဲ့တစ်ချိန်သားပေါင်းဖော်ရခြင်းသည်နံထိုသူတော်ကောင်းတို့နှင့်တစ်ချိန်သားလျံပေါင်းဖော်ရသောပုဂ္ဂိုလ်ကိုပါဠိတိပစ္စုပန်တန်တရားနှစ်တန်၌စောင့်ရှောက်နိုင်ပါ၏နာသဗ္ဗိဘုသံဃမောအသဗ္ဗိသူတော်မဟုတ်သူယုံမာတို့နှင့်ဘုသံဃမောကျင့်ဖန်များစွာပေါင်းဖော်ရခြင်းကလည်းပဲအဋ္ဌိရှိပါ၏သာသင်္ကတိထိုသူတော်မဟုတ်သူယုံမာတို့နှင့်
ကျိန်ဖန်များစွာပေါင်းပေါ်ရသောပုဂ္ဂိုလ်ကိုပေါင်းပေါ်ရခြင်းသည်နံထိုးပုဂ္ဂိုလ်ကိုနပါလေတိမဆောင်ရှောက်နိုင်ပါခုကြည့်မာရိတာဝေဇိနဝနိယေပတ္ထာသဝခယံဇိတမေပါပကဓမ္မတတ္တမဟမုပကဇိနောတိဥပကတဲ့မာရိတာငါကဲ့သို့သောပုဂ္ဂိုလ်ကိုဝေစင်ဇိနာငါကဲ့သို့သောပုဂ္ဂိုလ်သည်ဇိနာလို့ဆိုပါသည်ရေကျင်ပုဂ္ဂိုလ်သည်ပုဂ္ဂိုလ်တို့သည်အာသဝခယံအာသဝကုံယာအာသဝလေးပြကုံယာတို့ပတ္တာရောက်တော်မူကြပါကုန်၏တေအဲ့ဒီပုဂ္ဂိုလ်တို့သည်ဇိနာလို့ဆိုပါသည်ဇိနာမအောင်ဇေဒီတော်ကြီးတွေတည်ကြတယ်ဇိနာဆိုတဲ့စကားလုံးကိုသုံးရင်အာသောတရားကုံမှဇိနာလို့သုံးပါဇိတံမေပါပကဓမ္မမကောင်းမှုတွေကိုပယ်ထားပြီးမကောင်းမှုတွေကိုနိုင်ထားပြီးတတ္တမထိုကြောင့်အငါဘုရားရှင်ကိုဇိနောတိဇိနာလို့မှတ်ပါဆိုပြီးဥဇိနာကြီးနဲ့အဲ့ဒါမြတ်စွာဘုရားနဲ့တွေ့ပြီးတော့လမ်းလေးတိမ့်ပြီးခဲ့တဲ့အကျိုးကျေးဇူးလေးတစ်ချိန်ပဲသူတော်ကောင်းနဲ့တွေ့ရတာယဟန္တာတိဖြစ်သမီးလဲသားလဲယဟန္တာဖြစ်အမျိုးသမီးလဲယဟန္တာဖြစ်ခဲ့ပါသည်အဲ့လိုနဲ့ပဲမြတ်စွာဘုရားအစံတိုင်းကြွသွားဘုရားရှင်သာဂဝဘဂဝါနုဘုဗေနဇာတိကံစရမနောယေနဗာရဏတိဣတိဗရဏမိဂဒါယောယေနပင်ဇဝကိယဘိက္ခုတေနုပါသံဃမိယထာဂောဒုက္ခနေဘဂဝါဘုရားရှင်ကိုရောမြတ်ရှိသည်အနုဘုဗေနအစဉ်သဖြင့်အပြင်အစဉ်တိုင်းမဲ့စာရိကံစရမနောဒေသစာကြီးကြွတော်မူသည်ရှိသောယေနဗာရဏတိဣတိဗရဏမိဂဒါယောမိဂရာတို့ရောက်ပါပြီအရတံခောပင်ဇဝကိယဘိက္ခုဘဂဝနန္တုရာတောဝအာကိစန္တံဒိဋ္ဌဝနာအညမညံကတိကံသန္တပိန်တုအဲ့ဒါပင်စဝဂီတွေမြတ်စွာဘုရားကိုမြင်တယ်မြင်တော့သူတို့ချင်းချင်းတွေဂတိကဝတ်ထားတယ်ဟေးဟောမှာကျင်းပြောဘုရားကိုပြောဖို့ဟောမှာကျင်းမာယာတွေများတဲ့ပစ္စည်းဥစ္စာတွေကိုမက်မောပြီးတော့သူတို့ကဘာလဲသူတို့ကအတ္တကိလမထလမ်းစဉ်ကိုနှစ်သက်တယ်သူဆုံးခံစားတဲ့အကျင့်မြတ်စွာဘုရားရှင်ဒီခေါင်းခေါင်းပါပါပဲနောက်ပဲကြားစီလေးတစ်စီလောက်ပဲပြားအုံးလေးတို့ပဲကြီးပေါ့ကွယ်ပဲကြီးစီတွေတစ်စီလောက်စားပြီးတော့ကျင့်တော့ဘုရားတရားမရတော့သူတို့ကကြည်စမ်းပါအောင်ကွာခေါင်းပါပါကျင့်တော့ဘာတရားမှမရဘဲနဲ့အခုကျမှတရားဓမ္မတွေရဲ့ဆုံးနေစားသင်္ကန်းကောင်းတွေဝတ်ပြီးတော့ဒီဂေါရမအကျင့်တရားမရှိတဲ့ပုဂ္ဂိုလ်ကြီးကဘာတရားရမှာလဲကွာလို့သူတို့အဲ့လိုမြင်ပါတယ်တော့သူတို့ကအတ္တကိလမတအတ္တလမ်းစဉ်ကိုနှစ်သက်တဲ့ပုဂ္ဂိုလ်တွေပါအဲ့တော့ဟိုမှာဟေးဂေါရမကြီးတော့လာပြီအယံဟုသောသမနောဂေါရမောအာဂေစရိဘာဟုံလေးကောပဒနာဝိဗန္တောအဝတောဘောဘာဟုံလာယဗရဏအကျင့်ကနေရှောင်ရှားသွားပြီးတော့အဲ့ဒီဗရဏအကျင့်ကိုမကျင့်တော့ဘဲနဲ့ကာမဂုဏ်တော့လိုက်သွားတဲ့ပုဂ္ဂိုလ်ကြီးကွာတဲ့ခုတို့ကြီးပြန်လာနေပြီကွာတဲ့တို့ကြီးပြန်လာနေတာဖြစ်ရင်တို့ကလေသူ့ကိုတွေ့လို့ရှိရင်နေဝအဘိဝရိတဘောရှစ်လက်မရှိခိုးနဲ့နပစ္စုထာတဘောခီးဥကြိုလည်းမပြုတ်နဲ့နတ္တပတ္တစီဝရံပရိကိတဗအတ္တအဲ့ဒီပုဂ္ဂိုလ်ရဲ့ပတ္တစီဝရံသဘိတံကိုသင်္ကန်းကိုလည်းနပရိကိတဗမကင်ပေးနဲ့ကွာတဲ့နေစည်းတဲ့အဲ့လိုနဲ့မြတ်စွာဘုရားတို့ဂရိကဝတ်ထားပြီးတော့ဒါမြတ်စွာဘုရားလည်းတကယ်တမ်းကြွလာတဲ့ခါကျတော့သူတို့တွေကဘုရားရှင်ရဲ့ဘုံတကူအာနုဘော်နဲ့ဓမ္မအားစွမ်းအားတွေကြောင့်အဲ့ဒီပုဂ္ဂိုလ်တွေမနေနိုင်ပါဘူးဗျာနော်ဧကောချို့သောဧကောတယောက်သောယင်ကအာသနနေရာကိုပညာပိသိဖိတ်ပါပြီတယောက်နေရာခင်းတယ်ပြောတာဖိတ်တယ်ဆိုတာဧကောအာသနပညာပိသိတယောက်ကနေရာခင်းတယ်ဧကောပါရောဒကံတယောက်ကခြေတစ်ပါးကခြေစိဧကောပါရပိဋံတယောက်ကခြေစေးပြင်းတယောက်ကခြေစေးဖို့ရေခက်ဧကောပါဒကထလိကံဥပနိခိပိအဲ့တော့မြတ်စွာဘုရားရှင်ကသူတို့ဘာမှမပြောပါဘူးထိုင်ပြီးတော့မှခြေလေးပါလေးဆွေးပါတယ်ဘုရားရှင်ခြေစေးတယ်နော်ရေမကန်ရဘူးတော့မလုံးနဲ့ဘုရားရှင်ခြေစေးတယ်နော်ဒါလည်းရည်စရာအနေနဲ့ပြောတာပါဗျာဘုရားရှင်ခြေစေးတယ်နော်ရေမကန်ရဘူးမလို့နဲ့ရေကန်တဲ့ကန်ရတာပဲသလားအဲ့ဒီခါကျတော့မြတ်စွာဘုရားရှင်ထိုင်နေထိုင်ပြီးအပေတုဘဂဝန္နနာမေနအာဟုသောဝါရေနာဘုရားရှင်ကငါရှင်ဘလို့လဲငါရှင်လို့မခေါ်ပါနဲ့တဲ့ဘုရားရှင်ကမာဘိကွေတထကရနာမေနသအာဟုသောဝါရေနာဘုရားရှင်ချက်သားတို့တဲ့ငါဘုရားရှင်ကရှေးဘုရားရှင်တွေလာခြင်းကောင်းတော်မူတဲ့တိုင်ကြွလာတာဖြစ်ခြင်းငါဘုရားရှင်ကိုတထကရအရဟံသမ္မာသမ္ဗုဒ္ဓတလူခေါ်ပါတဲ့မင်းတို့ငါ့ကိုအာဟုသောလို့မခေါ်နဲ့တဲ့ငါအာဟုသောမဟုတ်ဘူးတဲ့ငါရှင်မဟုတ်ဘူးတဲ့အရဟံဘိကွေတထကတောသမ္မာသမ္ဗုဒ္ဓဩဒရာဘိကွေသောတံအမတမတိကတံအံမနုသာသမိအံဓမ္မံဒေသိမိပြတန်းဟောတယ်နော်တရားမတောင်းပါဘူးတရားတန်းဟောပါတယ်ဒီခေတ်ကျတော့တရားတောင်းဝဲလေးတွေတရားတောင်းမယ်ဖေဟာအာယာသမမယံဗန္တိဗန္တိထရောက်တကွင်းမြန်းပြေစနေလွန်မင်းကြောကြဓမ္မစရိဆရာတော်ဖေဟာတဲ့တောင်းညာဒီခေတ်တော့တရားတောင်းတယ်တရားမတောင်းဘူးနော်ဘုရားရှင်တန်းဟောပါတယ်စစ်သားတို့တဲ့ဩဒဟထနတ်ထောနတ်ဆိုင်ထ
ကြောင့်မလို့မာနကိုကြရှက်ကကျင်ပဲဂုံဝဲဥခိုက်မှုသားမိုက်ကိုသိမ့်ပိုက်မပြူဟောမှုဥတင်အဲ့ဒါပြောတာဩဒတာဘိကွေသောတံဘုရားဆိုပြောတဲ့စကားဘိကွေခြေသားတို့သောတံနာလေးကိုဩဒတာဟောဘာဟောတဲ့အလုံးနဲ့လုံးနဲ့နာဒီတရားအရင်လေးထဲမှာစိတ်ကလေးကိုစိုက်ထားလို့ပြောတာဩဒတာနားချတာဆိုမြတ်စွာဘုရားဘိနာလာပြီးတော့တရားနာတဲ့နာလာအိပ်ရမှာမဟုတ်ဘူးအန်တီဝင်းတို့အိပ်တယ်လို့လေအဲ့လိုလာအိပ်ခိုင်းတာမဟုတ်ဘူးဟုတ်ပြီနော်တရားနာတဲ့ထက်မှာနားလေးချတာလာလှဲအိတ်ခိုင်းတာမဟုတ်ဩဒရဘိကွေသောတနားချတာဆိုနားကြီးနဲ့လှဲအိတ်ကြတချို့ကအဲ့လိုပြောတာမဟုတ်ဘူးတဲ့ဟောတဲ့တရားအရင်ထဲမှာအလုံးတိုင်းကိုမှတ်မိအောင်လုပ်တာကိုဩဒရထလို့ဆိုပါသည်အမတန်အဓိကတံအမြိုက်နိဗ္ဗာန်မတရားကိုရစေတော့တရားကိုငါဘုရားရှင်သည်အနုတာသမီးဆုံးမတော့မယ်ဓမ္မတရားကိုဒေသေမိဟောတော့မယ်ယထာနုသိဋ္ဌံတတ္တပတိတထာပฏิပစ္ဆမနောနစိရသေဝယတ္တထာယကုလဗုဒ္ဓသမ္မဒေဝအဂါရသမ္မအနာဂါရယံပပ္ပဇန္တိတရနုတ္တရိယံဗြဟ္မစရိယပရိယောတနံဒိဋ္ဌိဝဓမေတယံအဘိညာဟာကောင်းလိုက်တဲ့ပါဠိဗျာကိုးစောဘာလဲဆိုတော့ငါဘုရားရှင်ဟောတဲ့အတိုင်းယထာနုသိဋ္ဌံဟောတော်မူတဲ့အတိုင်းယထာနုသိဋ္ဌံတထာပฏิပစ္ဆမနစိရသေဝယရဏုသိတ္တငါဘုရားရှင်ဟောတော်မူတဲ့အတိုင်းဆုံးမတော်မူတဲ့အတိုင်းတထအဲ့ဒီအတိုင်းပဲပရိပစ္ဆမာနကျင့်သုံးကြကုန်သည်ရှိသောနာစိရတေဝမကြံမြင့်မင်းပြီးယသထယကုလဗုဒ္ဓသမ္မဒေဝအာဂါရသမအနာဂါရိယံပပ္ပဇန္တိအင်ယာတီထောင်လူပေါင်းမှမနေဘဲနဲ့သာသနာဝန်ထမ်းရှင်ဟန်လို့လှုပ်လာတဲ့ပုဂ္ဂိုလ်တွေလူလာတာပါလေတဲ့ဗြဟ္မစရိယပရိယောတနံဤအကျင့်တရားတွေနောက်ဆုံးနေရာဖြစ်တဲ့နိဗ္ဗာန်ကိုဒိဋ္ဌိဝဓမေတယံဘိညာသစ္စေကတ္တဝါဒီဘဝမှာရင်ရနိုင်မယ်ဟာဘုရားစိန်ခေါ်ချက်ဗျာသိကောင်းတာပဲခြေသားတို့တဲ့ငါဘုရားဟောလိုက်တဲ့အတိုင်းများမင်းတို့ကကျင့်သုံးမယ်ဆိုရင်မင်းတို့လိုလားတောင်းတတယ်လေမင်းတို့ကုလဗုဒ္ဓအမျိုးကောင်းသားတို့ဒီတာမဒေဝကောင်းမွန်စွာလင်အဂါရတမအနဂါရိယံအင်ယာတီထောင်လူပေါင်းမှာခွာရှောင်၍အင်ယာကင်းတဲ့ယံတို့ဘောင်ကိုနေပြီးတဲ့ပုဂ္ဂိုလ်ရဲ့လိုလားချက်ကဘာလဲပပ္ပဇန္တိယံပြုကြတာဘာလဲတဲ့ဗြဟ္မစရိယပရိယောတနံမြတ်သောအကျင့်ရဲ့နောက်ဆုံးပန်းတိုင်နိဗ္ဗာန် final goal our final goal is nibbana ကျွန်တော်တို့ရဲ့နောက်ဆုံးပန်းတဲ့နိဗ္ဗာန်ကိုဒိဋ္ဌိဝဓမေဤပစ္စုပန်ဘဝမှာဤမျက်မှောက်ဘဝမှာပြန်တယံကိုယ်တိုင်မင်းတို့ကိုယ်တိုင်ပဲအဘိညာသိပါလိမ့်မယ်သစ္စိကတ္တဝမင်းတို့ကိုယ်တိုင်ပဲအာယုံပြုနိုင်ပါလိမ့်မယ်အဲ့လိုပြုပြီးတော့ဥပသံပစ္ဆဝိဟရိတထာပြည့်စုံစွာနေတယ်အဲ့ဒါကိုဥပသံပရယဟန်ခေါ်တာပဲယဟန်ဝဲတာပြီးတော့မှအဲ့ဒါတွေမသိဘဲနဲ့ပြည့်စုံစွာမနေယဟန်မခေါ်ဘူးဗျာဒါပဲဗျာတဲ့တယ်ပြောရရင်နော်ဒါဘုရားရှင်ပြောတာနော်ယတတယကုလဗုဒ္ဓသမ္မဒေဝအာဂါရသမအနဂါရိယံပပဇန္တိဟာရှင်းလိုက်တဲ့ပါဠိလေးအမျိုးကောင်းသားတွေအိမ်တော်လည်းမပြုတ်ဘူးစီးပွားရေးလည်းမလုပ်ဖ ೇನೆ အိမ်ရတီတောင်လူပေါင်းကနေခွာရှောင်ပြီးလာတဲ့ပုံကိုယ်တွေဗြဟ္မစရိယပရိယောတနာလို့ခေါ်တဲ့အဲ့ဒီနောက်ဆုံးပန်းနိုင်ကိုရစေရပါမယ်ရအောင်လုပ်ရပါမယ်တဲ့အဲ့တော့မှပဲမြတ်စွာဘုရားရှင်ကအဲ့ဒါဒီတို့ဥပတံပစ္ဆဝိဟရတိဥပသံဗရာဥပရိဘာဝံတံပစ္စတိမြင့်မြတ်တဲ့အဖြစ်ကိုရောက်တယ်လို့ဒီလိုဆိုပါတယ်ဗျာဒါမြတ်စွာဘုရားရှင်ဟောပြီဗျာချက်သားတို့ဒီတရားတွေကိုငါကိုယ်တိုင်ပဲထိုးထွင်းရသိတာဆိုပြီးတော့အဲ့ဓမ္မစကြာသုတ်တန်ရဲ့အစနေတန်းလေးကိုစကြစို့နော်ဒီတော့မြတ်စွာဘုရားရှင်ကချက်သားတို့တဲ့ငါဘုရားရှင်ကအရင်တုန်းကဒုက္ခရစရိယကိုကျင့်ခဲ့ပါတယ်မင်းတို့လည်းသိပါတယ်တဲ့အဲ့တော့ဒုက္ခစရိယကျင့်တဲ့အခါတုန်းကဒုက္ခရဒုက္ခမဟုတ်ဘူးနော်ကာကြီးနှလုံးဆွဲနေပါဒုက္ခရစရိယ6နှစ်တိကျင့်သုံးခဲ့ပါတယ်အဲ့ဒီဒုက္ခရကာရိယာယနေဝဇကဩဒ္ဓရိမနုဿဓမ္မောဘလို့ပဲဒုက္ခရစရိယကို6နှစ်တိကျင့်သုံးခဲ့တော်လည်းပဲဘုရားရှင်မြင့်မြတ်တဲ့တရားကိုမရခဲ့ပါဘူးတဲ့ဒါကြောင့်ဒီကနေ့တော့မဇ္ဈိမပရိပဒအလယ်လန်းကိုကျင့်သုံးခဲ့တာဖြစ်ချင်းကြောင့်ငါဘုရားရှင်ကိုရောမြတ်သမ္မာသမ္ဗုဒ္ဓတဆူဖြစ်ရောက်ခဲ့ပါတယ်ဒီတော့မှအဲ့ဒီတရားကဘာလဲဆိုရင်ဒွေမေဘိက္ခုရေစပါပြီဒွေမေဘိက္ခုယနာပပစီတိနနသေဝိတ္တပါအခုမှဓမ္မစကြာသုတ်တံကိုဘုန်းကြီးတို့တန်သွင်းပါပြီဒွေမေဘိက္ခုယနာပပစီတိနနသေဝိတ္တပါကတမေဒွေယောဇာယံကာမေတုကာမတုခံလိကနုယောကောဟိနောကမ္မောပောတုဇဏိကောအနာရိယောအနတ္ထသံဟိတောယောဇာယံအတ္တကိလမထနုယောကောဒုက္ခောအနာရိယောအနတ္ထသံဟိတောဣတိခောဘိက္ခဝေဥဘောအန္တိအနုပကမ္မမေဇိမာပရိပရာတထဂရေနာဘိသံဗုဒ္ဓသကုကရဏိညာနာကရဏိဥပသမယပညာယသံမောရာယနိဗ္ဗာနာယသံဝတ္တတိကတမသသာဘိက္ခဝေ
မေဇိမာပရိပဒာတထာဂရိဏပိသမ္ဗုဒ္ဓသက္ကုကရဏီညာနာကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနာယသံဝတ္တတိအယမေဝါရိယောထင်္ဂိကောမကောသေယထိတံသမာဓိဋ္ဌိသမာသင်္ကပ္ပောသမာဝါစာသမာကမ္မန္တောသမာအာဇီဝောသမာဝါယာမောသမာတတိသမာသမာဓိအယံခောတာဘိက္ခဝေမေဇိမာပရိပဒာတထာဂရိဏပိသမ္ဗုဒ္ဓသက္ကုကရဏီညာနာကရဏီဥပသမယဘိညာယသံမောဓာယနိဗ္ဗာနာယသံဝတ္တတိဣရံခောပါဏဘိက္ခဝေဒုက္ခံအရိယသစ္စံဇာတိပိဒုက္ခဇရာပိဒုက္ခဗျာတိပိဒုက္ခမရဏံပိဒုက္ခံအပိယိသံပယောဂောဒုက္ခပိယိဝိပယောဂောဒုက္ခယံပိသံနာလပတိတံပိဒုက္ခံတံခိတေနပင်စုပါရဏေခန္ဓာဒုက္ခဣရံခောပါဏဘိက္ခဝေဒုက္ခသမုဒယံအရိယသစ္စံယာယံတနာပောနောဘဝိကာနန္ဒီရာဂသာဂတာတတရာတတရာဘိနန္တိနိတယတိတံကာမဒနာဘဝဒနာဝိဘဝဒနာဣရံခောပါဏဘိက္ခဝေဒုက္ခနိရောဓံအရိယသစ္စံယောတတယေဝဒနာယအသေသဝိရာဂနိရောဓောသာဂောပတိနိသကော မௌတိအနာလယောဣရံခောပါဏဘိက္ခဝေဒုက္ခနိရောဓဂာမိနိပရိပဒာအရိယသစ္စံအယမေဝရိယောထင်္ဂိကောမကောတေယထိတံသမာဓိဋ္ဌိသမာသင်္ကပ္ပောသမာဝါစာသမာကမ္မန္တောသမာအာဇီဝောသမာဝါယာမောသမာတတိသမာသမာဓိဣရံဒုက္ခအရိယသစ္စံတိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသက္ခုံဥရပါတိညာဏံဥရပါတိပညာဥရပါတိဝိဇ္ဇာဥရပါတိအာလောကောဥရပါတိတံခောပဏိတံဒုက္ခအရိယသစ္စံပရိညေယံတိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသက္ခုံဥရပါတိညာဏံဥရပါတိပညာဥရပါတိဝိဇ္ဇာဥရပါတိအာလောကောဥရပါတိတံခောပဏိတံဒုက္ခံအရိယသစ္စံပရိညာတံတိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသက္ခုံဥရပါတိဉာဏံဥရပါတိပညာဥရပါတိဝိဇ္ဇာဥရပါတိအာလောကောဥရပါတိဣရံဒုက္ခသမုဒယံအရိယသစ္စံတိမေဘိက္ခဝေဘုဗ္ဗေအနန္တုတုတေတုဓမ္မေတုသက္ခုံဥရပါတိဉာဏံဥရပါတိပညာဥရပါတိဝိဇ္ဇာဥရပါတိအာလောကောဥရပါတိတံခောပဏိတံဒုက္ခသမုဒယံအရိယသစ္စံပဟိနန္တိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသက္ခုံဥရပါတိဣရံဒုက္ခသမုဒယံအရိယသစ္စံနိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသက္ခုံဥရပါတိဉာဏံဥရပါတိပညာဥရပါတိဝိဇ္ဇာဥရပါတိအာလောကောဥရပါတိတံခောပဏိတံဒုက္ခသမုဒယံအရိယသစ္စံပဟာတဗန္တိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသက္ခုံဥရပါတိဉာဏံဥရပါတိပညာဥရပါတိဝိဇ္ဇာဥရပါတိအာလောကောဥရပါတိတံခောပဏိတံဒုက္ခသမုဒယံအရိယသစ္စံပဟိနန္တိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသက္ခုံဥရပါတိဉာဏံဥရပါတိပညာဥရပါတိဝိဇ္ဇာဥရပါတိအာလောကောဥရပါတိဣရံဒုက္ခနိရောဓံအရိယသစ္စံတိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသက္ခုံဥရပါတိဉာဏံဥရပါတိပညာဥရပါတိဝိဇ္ဇာဥရပါတိအာလောကောဥရပါတိတံခောပဏိတံဒုက္ခနိရောဓံအရိယသစ္စံသစ္စိကာတဗန္တိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတု
သက္ကုံဥဒ္ဓဘာတိဉာဏံဥဒ္ဓဘာတိပညာဥဒ္ဓဘာတိဝိဇ္ဇာဥဒ္ဓဘာတိအာလောကောဥဒ္ဓဘာတိတံခောပဏိတံဒုက္ခနိရောဓံအရိယသစ္ဆံသစ္စိကတံတိမေဘိက္ခဝေဘောဝေနနုတုတေတုဓမေတုသက္ကုံဥဒ္ဓဘာတိဉာဏံဥဒ္ဓဘာတိပညာဥဒ္ဓဘာတိဝိဇ္ဇာဥဒ္ဓဘာတိအာလောကောဥဒ္ဓဘာတိဣဒံဒုက္ခနိရောဓံဂ ामि နိပရိပရအရိယသစ္ဆန္တိမေဘိက္ခဝေဘောဝေနနုတုတေတုဓမေတုသက္ကုံဥဒ္ဓဘာတိဉာဏံဥဒ္ဓဘာတိပညာဥဒ္ဓဘာတိဝိဇ္ဇာဥဒ္ဓဘာတိအာလောကောဥဒ္ဓဘာတိတံခောပဏိတံဒုက္ခနိရောဓဂ ामि နိပရိပရံအရိယသစ္ဆံဘာဝေတပ္ပန္တိမေဘိက္ခဝေဘောဝေအနန္တုတေတုဓမေတုသက္ကုံဥဒ္ဓဘာတိဉာဏံဥဒ္ဓဘာတိပညာဥဒ္ဓဘာတိဝိဇ္ဇာဥဒ္ဓဘာတိအာလောကောဥဒ္ဓဘာတိတံခောပဏိတံဒုက္ခနိရောဓဂ ामि နိပရိပရာအရိယသစ္ဆံဘာဝိတံနိမေဘိက္ခဝေဘောဝေအနန္တုတေတုဓမေတုသက္ကုံဥဒ္ဓဘာတိဉာဏံဥဒ္ဓဘာတိပညာဥဒ္ဓဘာတိဝိဇ္ဇာဥဒ္ဓဘာတိအာလောကောဥဒ္ဓဘာတိယာဝကိဝံသမေဘိက္ခဝေဣမေတုသတုတုအရိယသစ္စေတုဧဝံတိပရိဝတ္တံဒွါရသကာရံယထာဘုဒ္ဓဉာဏတတနနာတုဝိသုဒ္ဓံဟောတိနေဝတာဝံဘိက္ခဝေသဒေဝကေလောကေသမာရကေသဗျမကေသသမဏဗျမနိယပဇာယသဒေဝမနုဿာယအနုတ္တရံသမ္မာသမ္ဗောဓိအဘိသမ္ဗုဒ္ဓောဓိပစ္စညသိယတောဇာခောမေဘိက္ခဝေဣမေတုသတုတုအရိယသစ္စေတုဧဝံတိပရိဝတ္တံဒွါရသကာရံယထာဘုဒ္ဓဉာဏတတနံသုဝိသုဒ္ဓံအဟောတိအထံဘိက္ခဝေသဒေဝကေလောကေသမာရကေသဗျမကေသသမဏဗျမနိယပဇာယသာဒေဝမနုဿာယအနုတ္တရံသမ္မာသမ္ဗောဓိအဘိသမ္ဗုဒ္ဓောတိပစ္စညသိဉာဏံသဗ္ဗနမေတတနံဥဒ္ဓဘာတိအာကုပ္ပမေဝိမု द्धि အယမန္တိမာဇာတိနတ္ထိဒာနိပုဏ္ဏဘောတိဣရမောဇဘဂဝါအဓမ္မနာပင်္စဝဂိယဘိက္ခုဘဂဝတောပါတိတံပိနန္တုံတိဣမသမိသဗ္ဗနဝေယကရဏသမိပညမနေအာယသမတောဂုဏညတဝရဇံဝိဒမလံဓမ္မစကုံဥဒ္ဓဘာတိယံကိဉ္စီသမုဒယဓမ္မံသဗ္ဗန္တံနိရောဓဓမ္မံတိဘဝတိတေဇာပါဏဘဂဝတ္တဓမ္မစကိဘုံမာတိဝသတ္တမနုဿာဝေသောဧတံဘဂဝတ္တဗာရဏတိယံဣတိပရဏိမေဃရာယေအနုတ္တရံဓမ္မစကံဘဝတိတံအာပရိဝတ္တိယံသမနေနဝဗျမနေနဝဒေဝေနဝမာရေနဝဗျမုနဝကေနာစိဝလောကသမိန်တိဘုံမာနံဒေဝနံတတံသုတ်တဝါသာဓုမာရာဇိကဒေဝဧတံဘဂဝတ္တဗာရဏတိယံဣတိပရဏိမေဃရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတ္တိယံသမနေနဝဗျမနေနဝဒေဝေနဝမာရေနဝဗျမုနဝကေနစိဝလောကသမိန်တိဣတိယတေနခဏေနတေနလယေနတေနမုတေနယာဝဗျမလောကသတ္တောအဘုကိစီအယင်္စတတသတိလောကဓာတုသံကံပိသံပကံပိသံဘဝေတိအပမနောစာဥလာရောဩဝါသောလောကီပါတုရောတိအတိတ်ကမ္မဒေဝနံဒေဝနုဘာဝံအရာဂောဘဂဝါဣမံဥရဏံဥရဏေတိအဉ္ညာတိဝတ္တဘောကုဏ္ဏညောအဉ္ညာတိဝတ္တဘောကုဏ္ဏညောတိဣတိဟိတေအာယသမတောကုဏ္ဏညတအဉ္ညာတိကုဏ္ဏညောတွေဝနာမဟောတိအထာခောအာယသမအဉ္ညာတိကုဏ္ဏညောဒိဋ္ဌဓမ္မောပတ္တဓမ္မောဝိရိဒဓမ္မောပရိယောဂလဓမ္မောဒိဏဝုဇိကိစ္စောဝိကထံကထောဝေသာရဇပတောအပရပစ္စယောတထုသာသနေဘဂဝနံဣတဒောဇာလဘေယံဗန္တိဘဂဝတောတန္တိကေပပဇံလဘေယံဥပသံပရန္တိဧဟိဘေကုတိဘဂဝါဩဟောစသောခါတောဓမ္မောစရမြမစရိယံသမ္မာဒုက္ခသအနာကိရိယာယတိသာဝတတ္တဘအာယသမတောဥပသံပရအဟောတိအရာခောဘဂဝါဧဒရဝတိတိအရာခောဘဂဝါဒရဝတိတိဘိက္ခုဓမိယကထာယဩဝရိအနုတ္တတိ
အထာခောယသမတောသဝပ္ပတာယသမတောသပရိယတဘဂဝတောဓမိယကထာယဩဝရိယမနံအနုတတိယမနနံဝေရဇံဝိဒမလံဓမ္မစကုံဥရပါတိယံကိစီသမုဒယဓမ္မံသဗ္ဗနံနိရောဓဓမ္မန္တိတိဒိဋ္ဌဓမ္မပတ္တဓမ္မဝိရိဒဓမ္မပရိယောဂာလဓမ္မဒိဏဝိဇိကိစ္စဝိကထံကထာဝေသာရဇပတ္တာအပရပစ္စယောသတ္ထုသာသနေဘဂဝနံဣဒတောသောလဘေယမမယံပန္တိဘဂဝတောတန္တိကေပပဇံလဘေယမဥပသံပရန္တိဧထာဘိခောတိဘဂဝဧဝဩသသွားကတောဓမ္မောစရထဗြဟ္မစရိယံသမ္မာဒုက္ခတအန္တကိရိယာယာတိတာဝတေသံအာယသမန္တနံဥပသံပရဟောတိအရာကောဘဂဝတရဝသေတိဘိက္ခုနိဟာရပတ္တောဓမိယကထာယဩဝရိအနုတတိယံတယောဘိက္ခုပိဏာယစရိတောအာဟရန္တိတေနသဗ္ဗကောယာပိတိအရာကောအာယသမတောသာမာနမတ္တအာယသမတောသအတ္တစိတ်တဘဂဝတာဓမိယကထာယဩဝရိယမာနနံအနုတတိယမာနနံဝရဇံဝိဓမလံဓမ္မစကောဥရပါတိယံကိစီသမုဒယဓမ္မံသဗ္ဗနံနိရောဓဓမ္မန္တိတေဒိဋ္ဌပတ္တာတေဒိဋ္ဌဓမ္မပတ္တဓမ္မဝိရိဒဓမ္မပရိယောဂာလဓမ္မဒိဏဝိဇိကိစ္စဝိကရံကထာဝေသာရဇပတ္တအပါရပစ္စယသတ္ထုသာသနေဘဂဝန္တံဣဒတောသောလဘေယမမယံဗန္ဒီဘဂဝရောတန္တိကေပပဇံလဘေယမဥပသံပရန္တိဧထာဘိခောတိဘဂဝဩဇသွားခတောဓမ္မောစရထဗြဟ္မစရိယံသမ္မာဒုက္ခတအန္တကိရိယာယတိတာဝတေသံအာယသမန္တနံဥပသံပရံအဟောတိယခုပြည့်စုံခဲ့သောအရာသည်ဓမ္မစကဘောဓနာသုတ်တံဖြစ်ပါတယ်ပါဠိလိုရွတ်ထားတာဖြစ်ခြင်းကြောင့်မြန်မာလိုနားလည်တဲ့ပုဂ္ဂိုလ်နည်းပါတယ်ဒါကြောင့်မလို့မြန်မာလိုလုံးစီပတ်စီဘာသာမပြန်တာတော့မှအာယုံလေးပြုနိုင်ရအောင်ပါဠိဆိုတော့အသံကောင်းတာလေးရဲ့ပါဠိလိုနားထောင်တာလေးပဲဖြစ်ပါတယ်ဒါကြောင့်မလို့ထိုဓမ္မစကြာသုတ်တံလေးကိုအနည်းချင်းပြန်ပြောရရင်တော့ဒွေမေဘေကွေအာနာပပ္ပစီရိနနတေဝိတ္တပါပပ္ပဇရဲ့လို့ဖြစ်လာရင်ယံရဲ့လို့ဖြစ်လာလို့ရှိရင်အစွန်းတရားနှစ်ပါးကိုမမိဝဲပါနဲ့တဲ့အယုတ်တရားနှစ်ပါးကိုမမိဝဲပါနဲ့ရှောင်ရှားပါတဲ့အဲ့ဒီယုတ်တရားနှစ်ပါးကဘာလဲဆိုတော့ကာမအစွန်းရဲ့အတ္တအစွန်းရဲ့ပါကာမေတုကာမဒုက္ခံလိကနုယောဂောကာမဂုဏ်နေရာချမ်းသာတဲ့ထင်ပြီးတော့အန္လိကညှိနေတာကိုအနုယောဂအာထုတ်ပါတယ်အဲ့ဒါဒီဟိနဂမ္မပောဓုဇနိကအနရိယအနတ္ထတန်ဟိတဒါတွေကိုအာထုတ်နေလို့ဟိနရုပ်ပါတယ်ဂမ္မရွာသူတွေရဲ့အလေးပါပောဓုဇနိကပုရုဇဉ်တွေရဲ့ကိစ္စပါတဲ့အနရိယအရိယာတွေမလုပ်ပါဘူးတဲ့အနတ္ထတန်ဟိတအဲ့ဒီလုပ်ငန်းတွေလုပ်နေလို့အကျိုးမများပါဘူးနောက်တစ်ခုကတော့အတ္တကိလမထလမ်းစဉ်မှာခန္ဓာကိုယ်အတ္တကြီးကိုရှိတယ်ထင်ပြီးတော့ဒီခန္ဓာကိုယ်အရဘောကြီးကိုဆင်းရဲညှဉ်းနှိပ်စက်နေတယ်အဲ့ဒါကလည်းပဲဆင်းရဲကြောင်းပဲဖြစ်ပါတယ်ဒုက္ခအနတ္တိရောအရိယာတွေမလုပ်ပါဘူးအနတ္ထတန်ဟိတောအကျိုးစီးပွားလည်းမရှိပါဘူးဣတိကောဘိက္ခေဥဘောအန္တေအနုပကမ္မအဲ့ဒါတွေကိုမရှောင်ရှားပြီးတော့မလိုက်စားဘဲနဲ့မဇ္ဈိမပရိပဒတထကရေနအဘိဓမ္မုဒ္ဒဘုရားရှင်ကမဇ္ဈိမကျင့်စဉ်ကိုသိခဲ့မြင်ခဲ့ပါတယ်ထိုမဇ္ဈိမကျင့်စဉ်သည်သက္ခုကရဏီညာနာကရဏီအသိဉာဏ်นี่အသိဉာဏ်မျက်စိကိုလည်းပြုပါတယ်ဉာဏ်လည်းဖြစ်ပါတယ်ဥပသမယကိရိတာလည်းငြိမ့်ပါတယ်အဘိညာယထိုးထွန်းလည်းသိပါတယ်တမ္မောဓာယသစ္စာလေးပါးသိဖို့လည်းဖြစ်ပါတယ်နိဗ္ဗာန်ယသံဝတ္တိနိဗ္ဗာန်ငြိမ်းအေးတဲ့တရားလည်းဖြစ်ပါတယ်အဲ့ဒါတွေကတော့ဘာလဲဆိုတော့တမာဒိဋ္ဌိတမာသင်္ကပ္ပတမာဒိဋ္ဌိအမြင်မှန်တမာသင်္ကပ္ပအတွေးခေါ်မှန်တယ်တမာဝါစာပြောဆိုတာမှန်တယ်တမာကမ္မနာလုဒ္ဒကာနာမှန်တယ်တမာအာဇီဝအတမွေးတာမှန်ကမှတယ်တမာဝါယာမအာထုံမှုမှန်ပါတယ်တမာတတိအမှတ်ရမှုအောက်မေ့မှုမှန်ပါတယ်တမာတမာတိတည်ကြည်မှုမှန်ပါတယ်လို့ကျတော့မြတ်စွာဘုရားတမာဒိဋ္ဌိနဲ့တမာသင်္ကပ္ပမြတ်စွာဘုရားရှင်ကပညာမဲ့ခင်တမာဝါစာတမာကမ္မနာတမာအာဇီဝသီလမဲ့ခင်တမာဝါယာမတမာတတိတမာသမာဓိကိုတမာရိမဲ့ခင်ဘုရားရှင်သည်ပညာမဲ့ခင်နဲ့ပညာဓိကဘုရားဖြစ်ခြင်းကြောင့်ပညာနဲ့ပဲဘုရားရှင်စတင်ပွင့်ပါတယ်ကျတော့တချို့ကလည်းကိုကျင်တရားသာလင် morality is a real intelligence လို့ရေးတဲ့စာတွေလည်းရှိပါတယ်ဒီတော့ဘုန်းကြီးတို့ဒသနာဂိုင်းတွေ၃ဂိုင်းလောက်တွေ့ရပါတယ်ကိုကျင်တရားဗရဏဂိုင်း morality ဗရဏပြီးတော့မှ intelligent အဲ့ဒီ knowledge တွေအသိဉာဏ်တွေကဗရဏနောက်တစ်ခုကတော့နှစ်ခုလုံးကအရေးကြီးတယ်ဆိုပြီးဒါ
ချို့ကလည်းကိုကျင်တရားကအသိဉာဏ်ပညာတွေရှိပြီးတော့ကိုကျင်တရားမကောင်းရင်မကောင်းဘူးလို့ကိုကျင်တရားသာလည်းဗရဏ morality is the capital of human being ဆိုဒီလို話လည်းရှိပါတယ်တို့ကမအသိဉာဏ်ပညာကလောကကိုဥဆောင်တာဒီလိုလည်းရှိပါတယ်အသိဉာဏ်ပညာမရှိရင်ကိုကျင့်သုံးနေတဲ့သီလကဘာမှသုံးမရှိဘူးကိုအသိဉာဏ်မရှိရင်ကိုလုံနေတဲ့တမာရီကလည်းနီးကောင်းလမ်းကောင်းမဖြစ်နိုင်ဘူးနေရာမှန်ကိုလမ်းမှန်ကိုဥတည်ချက်မမှန်နိုင်ဘူးလို့ဒါအသိဉာဏ်သာလည်းဗရဏနောက်တစ်ခုကတော့အသိဉာဏ်ကောသီလကောကို morality ရော intelligence ကောအတူတူပဲ power ဒီနှစ်ခုမျိုးလုံးရှိတဲ့လို့ dualism ဒီလိုလည်းရှိပါတယ်ဗုဒ္ဓကတော့ခုဒီမှာပညာဗရဏပညာဓိကဘုရားဖြစ်ခြင်းကြောင့်ပညာမဲ့ခင်ကိုစပါတယ်ပညာမဲ့ခင်သီလမဲ့ခင်တမာရီမဲ့ခင်ဒီလိုသွားပါတယ်သုံးခုလုံးပြည့်စုံမှပဲရပါတယ်ဣရံခောပါဏဘိက္ခွေဒုက္ခအရိယသစ္ဆံအဲ့ဒီမဲ့ခင်ရှိရနဲ့သွားလို့ရှိရင်အဘိညာယတမ္မောဒယနိဗ္ဗာန်ယနိဗ္ဗာန်ရာကြောင့်ဖြစ်နိုင်တယ်ဣရံခောပါဏဘိက္ခွေဒုက္ခအရိယသစ္ဆံချက်သားတို့ဒီတော့ဓမ္မစကြာဓမ္မစက္ကပောဒနာသုံးမှာပထမအစွန်းနှစ်ပါးကိုရှောင်ရှားဖို့ပြောပါတယ်ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားရှင်အဲ့ဒီပွင့်ထွန်းပေါ်ပေါက်ပြီးတော့တရားဟောတဲ့ဗာရာဏသီမှာဘာသာရေးဗာရာဏသီပဲဒီ Benares တွေဗာရာဏသီတွေတကယ်ကိုပဲအိန္ဒိယနိုင်ငံအဲ့ဒီဗုဒ္ဓရဲ့ presence of Buddha life Buddha style မှာ religious center ပါပဲဘာသာရေးဗဟိုမြို့တော်ဖြစ်နေပါတယ်ဘာသာရေးဗဟိုမြို့တော်ဖြစ်ခြင်းကြောင့်အဲ့ဒီမှာအကျင့်တရားခေါင်းပါတဲ့အုပ်စုရဲ့ကာမဂုဏ်တွေကိုပဲခံစားတဲ့အုပ်စုရဲ့လို့အုပ်စုနှစ်ခုရှိနေပါတယ်အုပ်စုတစ်စုကတော့လူလောကကြီးရောက်တော့မယ်အဲ့ဒီကာမဂုဏ်တွေကိုလိုချင်တဲ့အရာတွေကိုအပါခံစားမယ်နောက်အုပ်စုကတော့မဟုတ်ဘူးကာမဂုဏ်တွေနောက်ကိုလိုက်နေဘယ်တော့မှမဆုံးဘူးအဲ့ဒီကာမကိုခံစားတာဒီခန္ဓာကိုယ်ထဲမှာရှိတဲ့အတ္တလေးတစ်ခုကခံစားတာအဲ့ဒီအတ္တလေးကိုနှိပ်ကွက်လိုက်လို့ရှိရင်ညင်ဝတ်သွားရင်အဲ့ဒီကာမဂုဏ်တွေကိုမခံစားကြတော့ဘူးဆိုပြီးတော့အတ္တကိုပဲဇောင်းပေးပြီးတော့ရင်ငုံလိုက်လို့ရှိရင်အဲ့ဒီအတ္တလေးကမွန်းနေတယ်မိလုံနေအတ္တလေးကပူပြီးကျုံသွားတယ်အာယုံတစ်ခုနဲ့ဖျောက်ပါတယ်စိတ်ပရိတွေပေါ်ခဲ့တာအဲ့ဒါပါပဲအဲ့ဒီအာယုံတွေကိုအဲ့လိုဖျောက်ရနေပြီးတော့အတ္တကိလမထလမ်းစဉ်ကြီးပေါ်လာတယ်ဒါဓမ္မစကြာရဲ့ပထမပိုင်းမှာအဲ့ဒါတွေကိုမြတ်စွာဘုရားရှောင်ရှားမဇ္ဈိမပရိပဒါကိုချပြတယ်မဲ့ခင်၈ရက်မဲ့ခင်၈ရက်နဲ့အဲ့ဒီမဲ့ခင်၈ရက်ကလည်းဘုရုပေါ်မှာသွားမှာလဲဆိုပြီးတော့သစ္စာကိုဘုရားပြပါတယ်သစ္စာဒေသနာပါအဲ့တော့ဒီဓမ္မစကြာတုတ်ထဲမှာခန္ဓာ၅ပါးမပါပါဘူးလက္ခဏာကြီး၃ပါးမပါပါဘူးဉာဏ်စဉ်တွေမပါပါဘူးသွားပုံသွားနည်းရဒါအရိယသစ္စာနီးလို့ဆိုပါတယ်တော့ဘုန်းကြီးများတို့ဆရာသမားကဓမ္မစရိရဲ့ဆရာသမားဆွန်ဆက်ကနီးငါနီးပေးခဲ့ပါတယ်လို့တစ်ကအရိယသစ္စာနီးကြောင်းကျိုးအရိယသစ္စာကြောင်းကျိုးလို့ဆိုပါတယ်နံပါတ်2သတိပဋ္ဌာန်နီးပါနံပါတ်3ပရိစ္ဆသမုပ္ပါနီးပါနံပါတ်4ပရိသံပိတာနီးပါနံပါတ်5ပဋ္ဌာန်းနီးပါလို့အဲ့ဒီနီးငါနီးကိုမြန်မာနိုင်ငံမှာရှိနေတဲ့ထဲကအဲ့ဒီနီးငါနီးမှာသတိပဋ္ဌာန်နီးရဲ့ပရိစ္ဆသမုပ္ပါနီးရဲ့လို့တော်တော်များများဟောကြပါတယ်အရိယသစ္စာနီးလည်းဟောတယ်လို့ဟောပါတယ်ပရိသံပိတာနဲ့ပဋ္ဌာန်းနီးကတော့တရားတစ်ပုဒ်အနေနဲ့ဟောတာနည်းပါတယ်ဓမ္မစကြာသည်အရိယသစ္စာကြောင်းကျိုးကိုပြပါတယ်ဒါတော့ဘုရားရှင်ကအစအဦးဆုံးသစ္စာနဲ့မဂ္ဂင်နဲ့နိဒန်းတည့်ပြီးမဇ္ဈိမပရိပဒါဆိုတာမူဝါဒလမ်းစဉ်မူကပါလေကြောင်းကျိုးမူဝါဒကဝိပဿနာဝါဒလမ်းစဉ်ကမဇ္ဈိမပရိပဒါလို့ပြကြင်လို့မဇ္ဈိမပရိပဒါကိုအရင်ဟောပါတယ်မဇ္ဈိမပရိပဒါတထာဂရေနာပိသံဗုဒ္ဓဘုန်းကြီးတို့ကတော့စာပဲသင်အလုပ်ပဲလုပ်စီးပွားရေးပဲလုပ်လူမှုရေးပဲလုပ်မဇ္ဈိမပရိပဒါလေးနဲ့လုပ်ပါတယ်တအားကြီးအစွန်းဖြစ်သွားရင်ဘယ်ရာမှမကောင်းပါဘူးတရားထိုင်တာပဲဆိုပြီးတရားလူသိရင်မသိရင်ကိလေသာသိရမယ်ဆိုတရားထိုင်တာပဲဆိုရင်မစားမတော့တဏှုံတဏှိကံဖရာအဲ့လိုမဟောပါဘူးဒါမလို့မြတ်စွာဘုရားကမဇ္ဈိမပရိပဒါကိုကြိုက်ပါတယ်နှစ်သက်ပါတယ်ဟောလာဟောခဲ့ပါတယ်မဇ္ဈိမပရိပဒါပြီးတော့ဣရံခောပါဏဘိက္ခွေဒုက္ခအရိယသစ္စာဒုက္ခအရိယသစ္စာမှုချက်သားတို့မင်းတို့လုံနေတဲ့ကြည့်လေကွာဇာတိရတာဒုက္ခပဲဇရာရတာဒုက္ခပဲဗျာတိဒုက္ခပဲဇာတိဇရာဗျာတိမရဏမွေးတယ်အိုးတယ်နားတယ်သိတယ်ဒုက္ခတွေလေအဲ့ဒါသဘာဝဒုက္ခလို့ဆိုပါတယ်အဘိယိသံယောကိုဒုက္ခပိဝိပယောကိုဒုက္ခအဘိယိအသက်တမြချလာပါတယ်ဆိုတဲ့ဇနိမယသမိသားတွေနဲ့အဘိယိအသက်တမြအဘိယိမရှိခင်မနဲ့တဲ့အရာတွေနဲ့တမယောကိုရှင်တွဲနေရခြင်းသည်ဒုက္ခဆင်းရဲလာပါ၏ဖေဟာပိယိအသက်တမြချလာပါတယ်ဆိုတဲ့ရှေ့ကပနဲ့ချရေစက်ချ၍ပနဲ့ရိုက်ခဲ့ပြီးလင်ရမရရသားရသမီးရဆရာရတပည့်ရဆိုပြီးအဲ့ဒီချစ်တဲ့အာယုန်လေးနဲ့ဝိပယောကိုကိုယ်ကွင်းရခြင်းဒီဒုက္ခဆင်းရဲပါ၏ယံပိသနာလပရိဓမ္မိဒုက္ခရတာမလို့လူရမရဟောလူချင်းမရဘူးလေအကယ်၍မရဤစူးစူးဆိုတဲ့ကမပေါ်ခဲ့ရင်ဆရာတော်ကောသနာဘယ်လိုချင်းမလဲကိုတရားဝဲတွေသွားတဲ့ခါကျတော့အော်ကားကြီးကကောင်းလိုက်တာလူချင်းလိုက်တာအဲသူတို့က3 4 5 6ရာကြီးဆရာတော်ကောသနာဟောလိုက်တဲ့တရားကိုဝင်းစော်ကြီး10 သိန်းလည်းမကောက်တန်နဲ့300လည်းမကတ်တန်နဲ့နော်မောင်စေအောင်3 1000လည်းမကတ်တန်နဲ့
ဟုတ်တယ်နော်ဘာဖြစ်လို့လဲဘဝတွေဘဝတွေမသေးတော့ဘူးလေဗုဒ္ဓတရားဓမ္မစကြာတရားတော့သိန်းပေါင်း1000မကတန်တယ်တသန်းမကသိန်းပေါင်း3သိန်းမကတန်တယ်သို့တော့အဲ့တော့ဒကာထူးတို့ဒကာမဝန်းတို့ရဲ့ကားဒီဓမ္မစကြာနဲ့လဲဆိုသူဘယ်လဲမလဲကွာနော်ဓမ္မစကြာဟောတဲ့ဘုန်းကြီးတွေအများကြီးနော်ကွာအဲ့ဒီခါကျတော့အဲ့ဒီကားများမရှိခဲ့မပေါ်ခဲ့ရင်ဘယ်လိုချင်မလို့ပေါ်ခဲ့လို့ချင်တယ်ယံအကျဉ်ဤစုစုကားကိုအဟံတပိတော်ကောတဏတိအိဆာမိအလိုရှိပါ၏တံပြီးအဲ့ဒီလိုချင်တာကိုလည်းနလဘတိမယဒုက္ခဆင်းရဲလာပါ၏ဆိုတော့ပတ်ဝန်းကျင်ဒုက္ခပါဒုတိယတစ်ခုကွန်ပျူတာတွေပေါ်လာလို့ကွန်ပျူတာလိုချင်ပါတယ်ကားပေါ်လို့ကားလိုချင်ပါတယ်ဟိုတော့လှဲခဲ့ဖြစ်ချင်းကြောင့်လှဲတွေနွားတွေအိမ်နှင်းရှိကြပါတယ်နောက်ကားတွေနောက်ဒုံးမြန်တွေဂျိုးလူတွေဖြစ်လာတယ်ရံပိဿာနလဘတိတံပြီးဒုက္ခလိုချင်စရာတွေကမျက်စိတွေလည်းအမြင်တွေအဝတ်စားကိုလုံခြုံအောင်ဝတ်တာပါဤသည်စားဝယ်အမမဲကိုလို့ဒုဗုဒ္ဓကဟောပါတယ်နောက်ပြီးတော့ချမ်းမှုကိုပြည့်ချင်းမဲ့လင်းနေကင်းမွေလွဲတုံဟိရိကုံကိုကုံလုံးစေတတ်စာကိုရင်ငါကိုဟဲ့ဒီခန္ဓာကိုဝတ်တာလှပပဝတ်တာမဟုတ်ပါဘူးတဲ့ယဟန်တော်တွေကြတော့ဟော Mrs. Win တို့ကြတော့ဗျာအသားကအတူတူပဲအယောင်မျိုးမျိုးဝတ်ပါတယ်အဖြူလေးအဝါလေးအနီလေးအညူလေးအများကြီးစက်ခုလေးကိုအစာကျွေးပါတယ်နားလေးကိုအစာကျွေးပါတယ်နှာခေါင်းလေးကိုအစာကျွေးပါတယ်တဲ့ရံပိဿာနလည်းပဲတံပိဒုက္ခအဲ့ဒါတွေမရခဲ့ရင်ဆင်းရဲပါတယ်လိုချင်တယ်မရရင်လည်းဆင်းရဲပါသည်ကိုမုန်းနဲ့မကြည်နဲ့ဓာရီနဲ့ရှင်တွဲနေရရင်လည်းဆင်းရဲတယ်ချစ်တာတွေနဲ့ကင်းကွာသွားရင်လည်းဆင်းရဲတယ်ရတာမလို့လိုတာမရရင်လည်းဆင်းရဲပါသည်အဲ့ဒါတွေကပတ်ဝန်းကျင်ဒုက္ခတဲ့သံခိတ်တိနဲ့ပိစုပါဒနာခန္ဓာဒုက္ခအဲ့ဒါတွေအကျဉ်းချုပ်ရင်ဥပါဒနာခန္ဓာ၅ပါးကဒုက္ခအဲ့ဒါတွေအကုန်လုံးပြန်အကျဉ်းချုပ်လိုက်ရင်ကာယီစီးပြီးတော့တရားဟောတွေပြန်လာတော့အဲ့ဒီကာယီလိုချင်လိုက်တာဆိုတော့တရားဟောပြီးပြန်လာတဲ့ခါမှာကိုယ်ချင်အောင်နဲ့မှာအဲ့ဒီကာယီမြင်နေတယ်အဲ့ဒီကာယီမြင်တဲ့ဥပါဒနာခန္ဓာအဲ့ဒါကဆင်းရဲတာအရှက်ပဲတန်ခိတ်တင်နဲ့အကျဉ်းချုပ်ရင်ဒီမှာလာတွေ့တာပဲလို့ဒုက္ခအရိယသစ္စာကိုဟောပါတယ်ဒါဒုက္ခအရိယသစ္စာဒါအဲ့ဒီဒုက္ခအရိယသစ္စာဘာလို့ဖြစ်တော့ဣဒံခောပါဏပိကွေဒုက္ခသမုဒယံဒုက္ခရဲ့အကြောင်းကပါလေတဏှာကာမတဏှာဘဝတဏှာဘဝိဘဝတဏှာသုံးသွဲယာယံတဏှာပောနောဘဝိကအဲ့ဒီတဏှာဆိုတာပောနောဘဝိကဘဝတက်ကိုလည်းတဖန်ဖြစ်စေတယ်နန္ဒီရာဂသကရနသက်စရာအာယုန်နဲ့လည်းဖြစ်တယ်တတရဘိနန္ဒီထိုးအာယုန်ထိုးဘုံဘဝတွေကိုလည်းနှစ်သက်ပါသည်တဏှာရဲ့၃ချက်ဘဝတက်ကိုလည်းဖြစ်စေတယ်နှစ်သက်စရာတွေနဲ့လည်းတူတူဖြစ်တယ်ထိုးအာယုန်ကာမဂုဏ်တွေကိုလည်းကတ်ထားတယ်ညှိထားတယ်အဲ့ဒါကာမတဏှာလည်းရှိသည်ဘဝတဏှာရှိသည်ဘဝတဏှာဝိဝတဏှာကိုဒိဋ္ဌိလို့သတ်မှတ်ပါမယ်ဗျာကာမတဏှာကိုတဏှာလို့သတ်မှတ်ပါမယ်ဒါပြီးသွားပြီဣရံဘောပါဏဘုဝေဒုက္ခနိရောဓရိယသစ္ဆံဒါဖြင့်ဒုက္ခရဲ့ဒုက္ခသမုဒယရဲ့မြတ်စွာဘုရားဒီလိုဟောပါတယ်တဲ့ဒါဖြင့်ဒုက္ခရဲ့အကြောင်းကဘာလဲပြောသိပြီးပြီဒုက္ခချုပ်ငြိမ်းရာရှိတယ်ယောတသာယေဝတဏယအသေးသာဝိရာဂနိရောဓအဲ့ဒီတဏှာတွေအကျွင်းကျင်မချုပ်ငြိမ်းသွားရင်စာကောအဲ့ဒီတဏှာကိုပြစ်ချပလိုက်ရင်စွန့်ပလိုက်ရင်ပရိနိဒေကောထပ်ဆွန့်လိုက်ရင်အိမ်နာထဲဝင်ပါတယ်ရေချိုးပါတယ်တခါလက်ကလေးတွေမှာကင်ထားပါတယ်ဟိုတနေရာအဒီဝင်းတို့ဘုန်းကြီးတို့ငပိတို့လာကပ်ပါတယ်တဲ့ငပိတို့ပို့လိုက်တယ်ငပိတို့ကသူ့လက်တွေခဏဆေးရပါတယ်တစ်ချိန်ဆေးတယ်စာကထပ်ဆေးတယ်ပရိနိဒေကပထမတစ်ချိန်ဆေးလိုက်တယ်စာကပါအနက်မပြောက်သေးဘူးထပ်စွန့်တယ်ပရိနိဒေကစာကိုစွန့်ပြလိုက်ခြင်းဒီ၎င်းတဏှာကိုတဏှာ3ရက်ကိုစွန့်လိုက်ခြင်းဒီ၎င်းပရိနိဒေကိုထပ်စွန့်လိုက်ခြင်းဒီ၎င်းမုတ်တိလက်သွားခြင်းဒီ၎င်းအနာလျောအဲ့ဒီတဏှာပေါ်မှာတည်ရှိနေတဲ့အာလယကင်းကွာသွားခြင်းဒီ၎င်းအဲ့ဒါဒုက္ခနိရောဓလို့ဆိုပါသည်ဣရံကောပါဏဘိဝေဒုက္ခနိရောဓဂ ामिनी ပရိပဒါဒုက္ခရဲ့ခြုံငင်းရာအကျင့်မြတ်ကိုရောက်စေတဲ့ပရိပတ်ကတော့မဂ္ဂင်၈ရာဒါဖြင့်ဒုက္ခအရိယသစ္စာဒုက္ခသမုဒယအရိယသစ္စာဒုက္ခနိရောဓအရိယသစ္စာဒုက္ခနိရောဓဂ ामिनी ပရိပဒါဒုက္ခရဲ့ခြုံငင်းရာကိုရောက်စေတဲ့အကျင့်မြတ်အရိယသစ္စာလို့အရိယသစ္စာ၄ပါးနဲ့ဓမ္မစကြာကြီးကိုဖွင့်ခဲ့ပါတယ်ဒါတောင်မြုံမာကန်းတော်ဆရာတော်ကြီးကသစ္စာ၄ပါးဟောရတာတဲ့လောကီဘုံဝဲတာယာဝဲဟုတွေ့တာလင်ညာဝိနည်းများကိုတရားတန်ဝေရပါစေဟုထွေထွေဒုက္ခဥစွာပြ၏တောင်မြုံမာကန်းတော်ဆရာတော်ကြီးကသစ္စာ၄ပါးလို့ဟောရတာလေတဲ့လောကီဘုံဝဲတာယာဝဲဟုတွေ့တာလင်ညာဝိနည်းများကိုတရားတန်ဝေရပါစေဟုထွေထွေဒုက္ခဥစွာပြ၏တာယာလောကကြီးကိုတာယာဝဲထွင်မှာဆိုလို့ဒုက္ခသစ္စာကိုအရင်ပြပါတယ်တဲ့ဒုက္ခအသုံးမျိုးဆင်းရဲပေါင်းဤအကြောင်းမဲ့စွာမဖြစ်ရရှင့်မဟာဗျမထာဝရဟုဖရာတသိမ့်မဖန်ဆင်းတည်းတဲ့အဲ့ဒီဒုက္ခသစ္စာတွေကိုဘယ်ထာဝရဖရာကမဖန်ဆင်းပါဘူး everything is made by God အရာအလုံးကိုထာဝရဖရာ created by God ဟုတ်ပါဘူး creation မရှိ there's no creation ဖန်ဆင်းတာလို့မရှိပါဘူးအဲ့တော့မြတ်စွာဘုရားရှင်တရားဒေသနာမှာတော့သမုဒယသစ္စာကိုပြပါတယ်ဒုက္ခတောင်းကြောင်းဆင်းရဲပေါင်းဤအကြောင်းမဲ့စွာမဖြစ်ရရှင့်
မဟာဗြဟ္မထာဝရဝဖယတသင်မဖန်ဆင်းသည်ထမင်းတော်သွန်တဏစွန့်ညုံဗယံဗရာဖြစ်ကြရာဟောသမုဒယောတိသမုဒယသစ္စာသမုဒယောတိတဲ့အဲ့တော့ဒုက္ခသစ္စာပြီးတော့သမုဒယသစ္စာတဲ့အဲ့တော့အဲ့ဒီသမုဒယသစ္စာပြီးတော့မဟာဗြဟ္မထာဝရဝဖယတသင်မဖန်ဆင်းသည်ထမင်းတော်သွန်တဏစွန့်ညုံဗယံဗရာဖြစ်ကြရာဟောသမုဒယောတိသုံးလောကတွင်လွတ်ခွန်ထွက်ရာရတဲ့ဖျားတော်တတ္တဇင်အနေဖန်းလျက်ခေမန်နိရောဓသုံးခြင်းပြ၏အဲ့ဒီလောက၃ပါးတဲ့ကလွတ်ခြင်းတော့ကာမလောကရူပလောကအရူပလောကကာမရူပအရူပဆိုတဲ့ဝတ်၃ဝါတဲ့ကပုံ၃ဝါတဲ့ကလွတ်ခြင်းတော့တတ္တတဲ့နေရာလေးတစ်ခုရှိတယ်အဲ့ဒီနေရာကိုခေမလို့ခေါ်တယ်တတ္တဇင်အနေဖန်းလျက်ခေမန်နိရောဓသုံးခြင်းပြ၏တတ္တယသစ္စာနိရောဓကိုဟောပါတယ်တဲ့နိဗ္ဗာန်နံရောက်ပုံမှန်ကဤလမ်းဖြင့်တက်ဤမဲ့ကိုပွားမိန်သီလာတို့လေးပါးမြောက်တဲ့မလန်းထွန်းသည်ဟောစဉ်လျောဆူဆူသည်အဲ့ဒီနိဗ္ဗာန်ကိုတက်ဖို့အတွက်တက်လန်းကပါလဲမက်ကင်ရှေ့ရဆိုပြီးတော့ဘုရားရှင်ကသစ္စာ၄ပါးကိုဟောပါတယ်တဲ့အဲ့သစ္စာ၄ပါးမြတ်စွာဘုရားပြန်ကောက်ပါတယ်ဘာနဲ့ကောက်လဲဣဒံဒုက္ခရိယသစ္ဆနိမေဘိခဝေပုပ္ပေနန္ဒုတုတိတုဓမေတုစက္ကုံဥရပါတိခြေသားတို့ဟာဒီသစ္စာကိုဒီဒုက္ခသစ္စာဆိုတဲ့တရားကိုငါဘုရားရှင်သည်ရှေ့တုန်းကကြားတော့မှမကြားဘူးပါဒီဒုက္ခသစ္စာတရားကိုပိုင်းခြား၍သိရမယ်ဆိုတာလည်းမကြားဘူးခဲ့ပါဒီဒုက္ခသစ္စာတရားကိုပိုင်းခြားသိပြီးပြီလို့လည်းငါဘုရားရှင်မပြောရဲပါမသိရဲခဲ့ပါစက္ကုံဥရပါတိမရှိဘူးဉာဏ်နဲ့ဥရပါတိမထင်ရှားဘူးပညာမထင်ရှားဘူးဝိဇ္ဇာမထင်ရှားဘူးအာလောကဉာဏ်လင်းလည်းမထင်ရှားဘူးတဲ့သစ္စာ၄ပါးလုံးဒီတိုင်းပဲသမုဒယသစ္စာလည်းငါဘုရားရှင်မထင်ရှားခဲ့မကြားခဲ့ပါသမုဒယသစ္စာကိုပယ်အပ်တဲ့တရားရလို့ငါဘုရားမသိခဲ့ပါသမုဒယသစ္စာကိုပယ်ပြီးပြီလို့လည်းငါဘုရားမသိခဲ့ပါဗယိနန္တိမေဘိက္ခွေနော်နောက်တစ်ခါနိရောဓသစ္စာလည်းဒီတိုင်းပဲတဲ့ဣဒံဒုက္ခနိရောဓအရိယသစ္စာနိမေဘိက္ခွေဒါနိရောဓသစ္စာပါရဲ့လို့လည်းငါမသိပါအဲ့ဒီနိရောဓသစ္စာကိုမျက်မှောက်ပြုတ်တဲ့တရားလို့လည်းငါမသိခဲ့ပါမျက်မှောက်ပြုတ်ပြီးပြီလို့လည်းငါမသိခဲ့ပါမက္ခသစ္စာဒုက္ခနိရောဓဂ ामिनी ပရိပရာရိယသစ္စာကိုလည်းငါဘုရားမသိခဲ့ပါအဲ့ဒီတရားတွေကိုဘာဝေတ္တပန်ဤပွားများအပ်တဲ့ပွားများတဲ့တရားရလို့ငါဘုရားမသိခဲ့ပါဘာဝိတ္တန်ဤပွားများပြီးပြီလို့လည်းငါဘုရားမသိခဲ့ပါသစ္စာ၄ချက်မှာ12နည်းနဲ့မသိပါဘူးဒါကောင်းပြီနော်ကောင်းပြီဒကမာကြီးဒေါ်ဝင်းကဒကာကြီးဒေါ်ဦးတင်ထူကိုတင်ထူရှင်ဒီကင်ဆာယောဂါဖြစ်နေတယ်ရှင်ဒီယောဂါကိုဒီဆေးတောက်ရမယ်လေအဲ့ဒါမှရှင်ပြောက်မှာဒါဆေးနည်းကိုပြောလိုက်ပါတယ်အဲ့လိုတောက်ပြီဆိုလို့ရှိရင်ဒါဆေးတောက်တဲ့တယ်လို့ရှင်ဒီယောဂါတွေဖြစ်တယ်ဒီချောင်းဆိုးတွေဒီနာတာရှည်တွေဒီတိုက်ဖိုက်တွေဒီကင်ဆာတွေဒီလေအောက်နာတွေယောဂါတွေရှိလာပါတယ်အဲ့ဒီယောဂါတွေကိုဒီဆေးတောက်ရင်ပြောက်မယ်လို့သိတာသစ္စာဉာဏ်ပါအဲ့ဒီဆေးကိုသူ့တက္ကမကတိုက်နေပြီးဆေးကိုမှီဝဲနေသုံးဆောင်နေတာကိစ္စဉာဏ်ပါဆေးတောက်ပြီးသွားတဲ့ခါမှာအဲ့ဒီဆေးကအနာယောဂါကိုရှင်းပါလိမ့်မယ်ကတဉာဏ်ပါဒါထူအောင်ဝင်မင်းဒီစာချက်နော်စာမုံမှာဒါမေးမှာအဲ့လိုသိတာသစ္စာဉာဏ်ပါစာချက်နေတာကိစ္စဉာဏ်ပါစာချက်ပြီးစာမဝဲဖြည့်ပြီးသွားပြီတကယ်ချက်ထားရင်အဲ့ဒီစာမဝဲအောင်ပါလိမ့်မယ်ကတဉာဏ်ပါဆေးဒီယောဂါနဲ့ဒီဆေးတိုက်ရမယ်တောက်ရမယ်သုံးရမယ်လို့သိတာသစ္စာဉာဏ်အဲ့ဒီဆေးဝါးကိုသုံးနေတာကိစ္စဉာဏ်အဲ့ဒီဆေးဝါးကိုသုံးပြီးတာကတဉာဏ်ဒါကတော့ဒီလောက်တော့မလွယ်ဘူးသို့တော့လူငယ်တွေညီငယ်ညီမငယ်တွေတရားတော်မှအများနားလည်အောင်ပြန်ပြောပါမယ်ဒါလောက်ရမယ်လို့သိတာသစ္စာဉာဏ်လှုပ်ဆောင်နေတာကိစ္စဉာဏ်လှုပ်ဆောင်ပြီးသွားတာကတဉာဏ်နောက်တစ်ချိန်ထပ်ပြောပါဦးမယ်ဆရာတော်ကသနာမှာအဆိုင်ယောဂရှိပါတယ်အဲ့ဒါကိုဘုန်းကြီးရမ်းမယ်လို့ဒုက္ခမကြီးကဒီဆေးဝါးတွေလာပေးပါတယ်ဒါတွေစောက်လို့ရှိရင်ပြောက်မယ်လို့ဒေါက်တာခမောင်ဝင်းကပြောပါတယ်ဆိုပြီးတော့အဲ့ဒီဆေးဝါးတွေယူလာတယ်။အော်ဒါငါသစ္စာဉာဏ်လုံနေတာပဲလို့ဘုန်းကြီးတို့အပြည်ပြည်ဆိုင်ရာမှာအဲ့ဒီဆေးဝါးတွေဘုန်းကြီးဖုံးပေးသုံးဆောင်နေပါပြီ။ယောဂါတွေကိုသူကကေလာလုံနေပါပြီ။ယောဂပုံမတွေကိုတတ်နေတဲ့အခါမှာအဲ့ဒါကိစ္စဉာဏ်မှာဆေးဝါးတွေတောက်ပြီးသွားပြီဆိုရင်ကတဉာဏ်ဖြစ်သွားပါပြီ။ယောဂလည်းပျောက်ခဲ့ပါပြီ။တရားတွေလည်းဟောနိုင်ပါသည်။နော်။ဒါဆုံးဖုံးပေးရမယ်လို့သိတာသစ္စာဉာဏ်ဖုံးပေးနေတာကိစ္စဉာဏ်ဖုံးပေးသွားပြီးသူအာဟာရတွေကိစ္စဆိုတဲ့ကတဉာဏ်အဲ့လိုလေးသတ်မှတ်မယ်ဒီတိုင်းပဲမြတ်စွာဘုရားကပရမသစ္စာဉာဏ်လို့ဆိုပါတယ်ဒုက္ခသစ္စာလို့သိတာသစ္စာဉာဏ်ဒုက္ခသစ္စာကပိုင်းခြား၍သိအပ်တဲ့အရာလို့သိတာကိစ္စဉာဏ်ပိုင်းခြားသိပြီးသွားတာကတဉာဏ်သမုဒယသစ္စာဆိုသမုဒယဒါဟာဒုက္ခရဲ့အကြောင်းပဲလို့သိတာသစ္စာဉာဏ်သမုဒယသစ္စာကဒုက္ခရဲ့အကြောင်းဖြစ်ခြင်းကြောင့်ပယ်အပ်တယ်လို့သိတာကိစ္စဉာဏ်ပယ်ပြီးသွားတာကတဉာဏ်
နိရောဓသစ္စာဒုက္ခတို့ရဲ့ချုပ်ငင်းရာသမုဒယတို့ရဲ့ချုပ်ငင်းရာကနိရောဓဘာလို့သိတာသစ္စာဉာဏ်အဲ့ဒီနိရောဓသစ္စာဒီမျက်မှောက်ပြုတ်အပ်တဲ့တရားလို့သိတာကိစ္စဉာဏ်မျက်မှောက်ပြုတ်နေတာပြုတ်ပြီးသွားတာကတဉာဏ်မဂ္ဂတာဒုက္ခရဲ့ချုပ်ငင်းရာကိုရောက်စေတဲ့တရားကမဂ္ဂင်ရှိရပဲမဂ္ဂင်ရှိရဆိုတာလို့သိတာသစ္စာဉာဏ်ထိုမဂ္ဂင်ရှိရသည်ပွားများအပ်သောတရားလို့သိတာကိစ္စဉာဏ်ပွားများနေတာကိစ္စဉာဏ်ပွားများနေတာကိစ္စဉာဏ်ပွားများပြီးသွားတာကတဉာဏ်သစ္စာတစ်ပါးတစ်ပါးမှာသစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်တို့ဉာဏ်စဉ်၃ခုရှိပါတယ်ဒါနဲ့ယာဝကိဝဇံမေဘိက္ခွေမေတုသတ္တုရိယသစ္စေတုဧဝံတိပရိဝတ္တံဒွါရတကာရယထာဗုဒ္ဓဉာဏတတနာနတဝိသုဒ္ဓံဟောတိချက်သားတို့အဲ့ဒီသစ္စာ၄ပါးတို့မှာငါဘုရားရှင်ကိုရောမြတ်ဒီသစ္စာဉာဏ်ကိုလည်းမသိခဲ့ပါကိစ္စဉာဏ်ကိုလည်းမသိခဲ့ပါကတဉာဏ်ကိုလည်းမသိခဲ့ပါအခုတော့ယတောဇာခောမေဘိက္ခွေဣမေတုသတ္တုအရိယသစ္စေတုဧဝံတိပရိဝတ္တံအဲ့ဒီအရိယသစ္စာတရားလေးပါးမှာသစ္စာဉာဏ်ကိုလည်းသိပြီးကိစ္စဉာဏ်ကိုလည်းသိပြီးကတဉာဏ်ကိုလည်းသိပြီးတိပရိဝတ္တံဒွါရတကာရအပြင်၃ပါးနဲ့အချင်းရာ12ပါးဒါပြောတာအဲ့လိုသိတော့ငါဘုရားရှင်ကအနုတ္တရံသမ္မာသံဘောဓိအဘိသံဗုဒ္ဓဖယားလို့ဝန်ခံပြီးဒါပဲဟိဒါလို့ဆိုရင်သစ္စာ၄ပါးမှာဉာဏ်၃လွှာသစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်နဲ့သိလိုက်တဲ့အခါမှာမြတ်စွာဘုရားဖယားလို့ဝန်ခံပါတယ်ဉာဏ်ဉ္စာပါဏမေတတနာဥဒ္ဓဘာတိဉာဏ်လည်းထင်ရှားပြီးဒသနာအမြင်လည်းထင်ရှားပြီးအာဂုပါမေဝိမု ക്തി ယမဏိမာဇာရိနတ္တိဒာနိပုဏ္ဏဘောမိငါဘုရားရှင်ဤဝိမု ക്തി အရတ္တဖို့တော်သည်အဂုပ္ပမပြည့်စည်တော်ကိလေသာတွေမပြတ်နိုင်တော့ဘူးအယမဏိမာဇာတိဒီဇာတိကနောက်ဆုံးမဲ့နတ္တိဒာနိပုဏ္ဏဘောသိရဒမင်းသားလေးအဖြစ်နဲ့ဖွားတော့ကလက်ညှိုးလေးထောင်ပြီးညာဘက်လက်ညှိုးလေးထောင်ပြီးအဂဟမတမိလောကတနတ္ထိဒာနိပုဏ္ဏဘောအယမဏိမာဇာတိလို့ကျိန်းဝါခဲ့တာဒီတစ်ချိန်ကျိန်းဝါတာနောက်ဆုံးပါတန်တရားဘယ်တော့မှမပြီးတော့ပဲရပ်ပါပြီဒါကြောင့်ဒီနေ့ဓမ္မစကြာတရားကိုနာကြားကြသောပုဂ္ဂိုလ်တို့လည်းအယမဏိမာဇာတိနတ္ထိဒာနိပုဏ္ဏဘောဘဝတ္တဖန်မဖြစ်ရအောင်ကျူးစာအထောက်နိုင်ကြပါစေအဲ့ဒီဓမ္မစကြာတရားလည်းဆုံးအောင်ဣမသမင်္စာဘာနာဝေယကရဏသမင်ပညာမန္တိအာယသမတော်ကိုဏညတအဲ့ဒီမြတ်စွာဘုရားကအဲ့လိုလဲဟောလိုက်ကောကိုဏညကြီးဒီဝိရဇံကိရိတံမြူတွေကင်းသွားပြီဝိတမလံဓမ္မစကုံဥဒ္ဓဘာတိတရားမျက်စိအမြင်ရှိသွားပြီဝိရဇရဇခုနကကိရိတံမြူတွေမျက်စိမှာကပ်နေတာဒိဋ္ဌိနဲ့ဝိရဇပြုတ်သွားပြီယံကင်စီသမုဒယဓမ္မတပ္ပန္နနိရောဓဓမ္မဩဖြစ်ပေါ်လာတဲ့တရားမှန်သမျှဟာနောက်ဆုံးချုပ်ငင်းခြင်းရှိတာပါလားလို့ဖြစ်ပြလေးမြင်သွားတယ်ဒုက္ခသမုဒယသစ္စာလေးကိုအစုံလိုက်မြင်လိုက်တော့ယံကိဉ္စီသမုဒယဓမ္မသဗ္ဗန္နနိရောဓဓမ္မအဲ့ဒါကောဏညတရားသိတဲ့နေရာအဲ့လိုသိမြတ်မြတ်စွာဘုရားကအညာတိဝတ္တဘောကောဏညောလို့ခေါ်တာလဲဒါနေရာဒီနေရာပါပဲဗျာမြတ်စွာဘုရားရှင်ရဲ့တရားလေးအဆုံးမှာဣမသမင်္စပန္နဝေယကရဏသမိန်ပညာမနေဒီတရားလေးလဲဆုံးကောကောဏညသောတာပန်တိဒီနေ့တရားနာယူကြသောဥဝင်ဇောတို့ဥတင်ထုတို့ဥတင်ထူးတို့ဒေါ်နဲ့ဝင်းတို့လည်းဒီတရားဆုံးမှာဝိရဇကိလေသာမြူတွေကင်းဝိတမလားကိလေသာအညစ်အကြေးတွေကင်း၍ဓမ္မစက်ကုံတရားမျက်စိကြီးပွင့်နိုင်ရပါစေတော်ရဲ့လို့ဘုန်းကြီးများအာတိတပဋ္ဌနာပြု၍ယံကိဉ္စီသမုဒယဓမ္မသဗ္ဗန္နနိရောဓဓမ္မဖြစ်ပေါ်လာသမျှသမုဒယဓမ္မများသည်နိရောဓဓမ္မလို့ပွားများအားထုတ်နိုင်ကြသောသူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း